Praise the Lord. Hallelujah. ရောက်ချင်းစီတိုင်းဘုရားရှင်ရဲ့မျက်မှောက်တော်မှာဒီနေရာမှာပြန်လဲတွေ့ရတဲ့အတွက်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်။ဒီနေ့အစီအစဉ်မှာလာရောက်ကတော့ဝမ်းမြောက်တဲ့သူဘယ်နှယောက်ရှိလဲမသိဘူး။ Hallelujah. Miracle Maker Church အပေါ်မှာဘုရားရှင်ကောင်းမြတ်တယ်။ဘုရားရှင်ရဲ့ဘုန်းဟာဒီနေရာမှာရှိတယ်။ဒီနေ့သင်တို့ဟာအလာနဲ့အပြန်မတူဘူး။ Amen. ဘုရားထံကကြီးမားတဲ့တိုးထီခြင်းဟာဒီနေ့ဒီနေရာမှာရှိလိမ့်မယ်။ဘုရားသခင်ထံနဲ့နဲလာတဲ့ဗျာဒိတ်ဖွင့်ပြချက်ဟာဒီနေရာမှာရှိလိမ့်မယ်။ Amen ကျွန်တော်ရှေးဥစွာဖြင့်ဒီနေ့မှာကျွန်တော်အတူတကွဘုရားသခင်နဲ့အတူသခင်ဘုရားရဲ့ဇပွဲဖြစ်တဲ့ပွဲတော်မင်္ဂလာကိုကျွန်တော်အတူတကွဝင်ကြမယ့်အချိန်ဖြစ်ပါတယ်။ကျွန်တော်ပွဲတော်မင်္ဂလာကိုဝင်ဖို့ရင်အတွက်အားလုံးကိုကျွန်တော်ဒီနေရာမှာပွဲတော်မုံနဲ့ပွဲတော်စပြည့်ကိုလက်ထဲမှာအရောက်ချင်းစီတိုင်းကိုအစင်သင့်ပြင်ဆင်ပြီးဂိုင်ဆောင်ထားဖို့အတွက်အရောက်ချင်းစီတိုင်းကိုကျွန်တော်ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်။ဒီစပွဲဟာကျွန်တော်တို့အတွက်အရေးကြီးတယ်။ဒီစပွဲဟာကဘာမှာအလေးနက်ဆုံးနဲ့ကဘာရဲ့လူသားရဲ့ခွန်အားနဲ့တွန်းလှန်လို့မရတဲ့ခရစ်တော်လက်ဝါးကားတိုင်းမှာပြုခဲ့တဲ့ယေရှုခရစ်တော်ပြုခဲ့သောအမှုများကိုအောက်မေ့တတိယဖို့ရန်ဝင်သောပွဲတော်မင်္ဂလာဖြစ်ပါတယ်။ဒီလက်ဝါးကားတိုင်းအားဖြင့်ကျွန်တော်တို့ဟာအပြစ်လွတ်ရတယ်။ကျွန်တော်တို့ဟာအပြစ်တရားရဲ့ကြိမ်ချင်းလက်ကနေလွတ်ရတယ်။ကျွန်တော်တို့ဟာဒီလက်ဝါးကားတိုင်းမှာခရစ်တော်သွန်းသောအသွေးကြောင့်ပဋိညာဉ်တရားအသစ်ထဲမှာကျွန်တော်တို့ဟာဖျားနဲ့တူတဲ့လူသား born again ကျွန်တော်တို့ဖြစ်ခွင့်ရတယ်။ Hallelujah. ဖျားသခင်ရဲ့ပဂတိကိုကျွန်တော်တို့ဆက်ဆံခွင့်ရတယ်။ဒါသာမကပါဘူး။လက်ဝါးကားတိုင်းမှာဖျားသခင်ဟာကြိမ်ချင်းရှိသမျှကိုသူအကုန်လုံးကိုရိုက်နှက်ပြီးတော့ဆက်ထားလိုက်တယ်။ဒါကြောင့်ကျွန်တော်တို့ဟာကြိမ်ချင်းလက်ကနေလွတ်မြောက်ပြီးဘဝမှာကြိမ်ချင်းဆိုတာကျွန်တော်တို့ဒီပွဲတော်မင်္ဂလာကိုဝင်တဲ့လူတွေအတွက်မဟုတ်ဘူးဖြစ်တယ်။ဒါကြောင့်သင်ဒီပွဲတော်မင်္ဂလာကိုဝင်လာတဲ့အခါမှာယေရှုအောက်မေ့ပါဆိုတော့ခုနကတခြင်းဆိုတော့ကလည်းအောက်မေ့ပြီးသွားပြီ။ယေရှုလည်းပြောပြီးသွားပြီခဏလည်းခေါ်ပြီးသွားပြီ။သူ့ဒူးလည်းထောက်ပြီးပြီပြက်လည်းပြက်ဝတ်ပြီးပြီကိုယ်လည်းကိုယ်ဝဲဘာလို့အောက်မေ့မှာလဲ။လူတွေဟာယေရှုအမျိုးမျိုးအောက်မေ့နေကြတာဖြစ်တယ်။ကျွန်တော်ဟာပေါလုကဒီလိုပြောတယ်ငါတို့ဟောတဲ့ဧဝံဂေလိနဲ့မတူတဲ့အခြားသောဧဝံဂေလိကိုဟောတော်သူသည်လူဖြစ်ပါစေကောင်းကင်တမန်ဖြစ်ပါစေကျင့်တော်မူခြင်းကိုခံပါစေဒါပေမဲ့ gospel မှာ another gospel ဆိုတာရှိတယ်တနည်းအားဖြင့် Jesus မှာ another Jesus ဆိုတာရှိတယ်တဲ့နဲ့ကျွန်တော်ဟာယေရှုကိုအောက်မေ့ပါဆိုတော့ဟိုအင်္ဂလိပ်ရုပ်နဲ့ယေရှုကိုအောက်မေ့ရမှာလားဒါမှမဟုတ်ပြဿနာကယေရှုကိုအောက်မေ့ရမှာလားသဖြင့်အရှိလားအတူလားမုတ်စိတ်ပါလားအယောင်ကဘာအယောင်လဲဘေးယေရှုကိုသင်အောက်မေ့မလဲကျွန်တော်တို့အောက်မေ့တဲ့ယေရှုကကျွန်တော်တို့ကဗျာဒိတ်တော်နဲ့အညီအောက်မေ့တာဖြစ်တယ်အဲ့ဒီဗျာဒိတ်တော်ကတော့ချိန်ချင်းရှိသမျှအားလုံးကိုယေရှုကဆက်ပေးလိုက်ပြီဖြစ်တယ်သင်တို့ကချိန်ချင်းလက်ကနေလွတ်မြောက်တော်သူဖြစ်တယ်မင်္ဂလာရှိတော်သူဖြစ်တယ်အသွေးတော်အားဖြင့်ဖြောင့်မတ်တော်သူဖြစ်တယ်အချို့ယေရှုသာအောက်မေ့တာအနာရောဂါငြိမ်းခြင်းကိုမတွေ့ဘူးယေရှုကကျွန်တော်တို့ရဲ့ကျမ်းမာခြင်းအရှင်ဖြစ်တယ်ယေရှုကကျွန်တော်တို့ကိုထောက်ပံ့တော်အရှင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဘုရားရှင်ဒီနေရာမှာချိန်ဝတ်တယ်အဲ့တော့သင်နဲ့အတူကျွန်တော်နဲ့အတူတကွဒီနေ့ပွဲတော်မင်္ဂလာကိုကျွန်တော်တို့ဘုရားသခင်ပြုခဲ့သောအမှုများကိုအောက်မေ့လျက်ကျွန်တော်တို့ပွဲတော်မင်္ဂလာအတူတကွဝင်ကြဖို့အတွက်ဖြစ်ပါတယ်ဟာလေလုယာဒီချိန်မှာသင်ရဲ့အောက်မေ့ခြင်းဒီဗျာဒိတ်တော်အချက်ကအလွန်တကိုးကြီးတယ်ဒါကြည့်အချို့ကပွဲတော်မင်္ဂလာဝင်တဲ့အခါယေရှုရဲ့အသွေးကငါအပြစ်ကိုဆေးသွားပြီငါအပြစ်သားမဟုတ်တော့တချို့ဆိုကိုယ့်အပြစ်တွေကိုမြင်ရောင်ရင်းနဲ့ငိုချင်လာတယ်ဒီအောက်မေ့တာတယောက်နဲ့တယောက်မတူကြအောင်ဒီနေရာမှာသင်ရဲ့စင်ခြင်းအောက်မေ့ခြင်းအလွန်တကိုးကြီးတယ်ခရစ်တော်ကကားတိုင်းမှာချိန်ချင်းအားလုံးဖြတ်တောက်ပြီးသွားပြီခရစ်တော်ယောဂအားလုံးကိုဆက်ပေးလိုက်ပြီဆင်းရဲခြင်းအားလုံးကိုဆက်ပေးလိုက်ပြီမင်္ဂလာရှိသောအသက်တာဟာသင်ပဲဖြစ်တယ်ဒီပွဲတော်မင်္ဂလာဝင်နေရင်အဲ့ဒီ manifestation အဲ့ဒီတကိုးအဲ့ဒီဖိတ်သိက်ကတင့်ပေါ်မှာသွန်းလောင်းလာမယ်အားလုံးပဲအတူတူကမတ်တရက်လျက်ပွဲတော်မင်္ဂလာအားလုံးအတူတူကဝင်ရအောင် hallelujah hallelujah ယေရှုခရစ်တော်ဟာယန်သူလက်ကိုမအံ့နံမီနေမှာသခင်ယေရှုဟာတပည့်တော်တွေနဲ့အတူညစာစားပွဲကိုဝင်ခဲ့တယ်အဲ့ဒီညစာအတူစားတဲ့နေ့မှာယေရှုခရစ်တော်ဟာမုတ်ကိုဖဲ့ပြီးတော့သူ့ရဲ့တပည့်တွေကိုပေးတယ်ယေရှုကပြောတယ်ဒီမုတ်ကသင်တို့အဖို့လို့ငါချိုးဖဲ့တဲ့ငါအသားဖြစ်တယ်ငါအသားဖြစ်တယ်သင်တို့ယူ၍စားကြလော့ငါကိုအောက်မေ့ဖို့ရန်ဤတို့အခါခါပြုကြလော့လို့ဆိုတဲ့အတိုင်းကျွန်တော်အတူတကွယေရှုခရစ်တော်ရဲ့အသားတော်ကိုပုံဆောင်တဲ့မုတ်ကို
ကျေးဇူးတော်ချီးမွမ်းပြီးအတူတကွသုံးဆောင်ရအောင်မုတ်ကိုစားပြီးတဲ့အခါယေရှုကခွက်ကိုလည်းယူပြီးတော့ဤခွက်ကသင်တို့အဖို့လုံးငါသွန်းတဲ့ပရိညင်တရားအသစ်နဲ့ဆိုင်သောငါရဲ့အသွေးဖြစ်တယ်ယူ၍တောက်ကြလော့ငါကိုအောက်မေ့ဖို့ရန်ဤတို့အခါခါပြုကြလော့လို့ဆိုတဲ့အတိုင်းပဲခရစ်တော်ရဲ့အသွေးတော်ကိုပုံဆောင်တဲ့စပြည့်ရည်ကိုခရစ်တော်ပြုခဲ့သောအမှုများကိုယေရှုတော်ချီးမွမ်းလျက်အတူတကွသုံးဆောင်ကြရအောင်ခဏလောက်ကျွန်တော်ယေရှုတော်ချီးမွမ်းရအောင်သူပြုသောအမှုများအတွက်ယေရှုတင်ရအောင်သူရဲ့ချိုးဖဲ့သောခန္ဓာသွန်းသောအသွေးတော်အောက်မှာရှိတဲ့ကောင်းကြီးမင်္ဂလာများကိုကြီးညာရအောင်အဲ့ဒီနမိတ်လက္ခဏာတွေဟာကြီးညာနေရင်းနဲ့ဖြစ်ပျက်လိမ့်မယ် Thank you Jesus Hallelujah ကိုရောယေရှုတင်တယ်ကိုရောဟာကျွန်တော်တို့အပြစ်ကြွေအားလုံးအတွက်လဝါကားတိုင်းမှာကိုရောအသွေးကိုသွန်းပြီးဆေးကြောပေးလို့ကိုရောကိုယေရှုတင်တယ်ကျွန်တော်တို့ရဲ့အပြစ်တရားရဲ့ချိန်ချင်းအားလုံးကိုကားတိုင်းမှာကိုရောဆက်ပေးလို့ယေရှုတင်တယ်ကိုရောဟာကျွန်တော်တို့ဆင်းရဲခံရမယ့်အမင်္ဂလာအားလုံးကိုကိုရောဟာကြွယ်ဝခြင်းဖြစ်ပြောင်းပေးလို့ကိုရောကိုယေရှုတင်တယ်ကိုရောနာမတော်ဘုန်းကြီးပါစေအဲ့ဒီကောင်းကြီးမင်္ဂလာအားလုံးဟာဒီအချိန်ဒီမိနစ်မှာနေဖြစ်ပြနေပြီဖြစ်ကြောင်းယေရှုနာမ၌ကြီးညာပါတယ်ဒီကမ်းပါထဲမှာရှိတဲ့သူတွေပေါ်မှာယေရှုနာမနဲ့ကျမ်းမာခြင်းကိုကြီးညာတယ်အနာရောဂါငြိမ်းခြင်းကိုကြီးညာတယ်ပွဲတော်မင်္ဂလာဝင်နေရင်နဲ့အချော့တွေအဆုတ်ယောဂပျောက်သွားပြီ In the mighty name of Jesus ပွဲတော်မင်္ဂလာဝင်နေရင်နဲ့အချော့တွေစီးချိုယောဂနဲ့လွတ်မြောက်ပြီတင်းရဲ့ယောဂရဲ့ချိန်ချင်းအားလုံးခရစ်တော်ကားတိုင်းယူသွားပြီ In the mighty name of Jesus I decree and declare healing over their life healing is coming healing is manifesting now cancer yoga လက်ကနေလွတ်ပြီ In Jesus name ကိုရောယေရှုတင်တယ်ဆင်းရဲခြင်းလက်ကနေလွတ်ပြီယေရှုနာမ၌ချိန်ရတယ်နာမတော်ချီးမွမ်းပါတယ်ကိုရောနာမတော်ဘုန်းကြီးပါစေယေရှုတော်ကြီးလာပါလို့ဝန်ခံရင်ယေရှုနာမ၌စက္ကန့်အနံ့ကြပါတယ်အဖာအာမင်လက်ခုပ်ကျေဆုံးနဲ့ Hallelujah အနာလေးအချို့လက်တွေကခွက်ကင်တာတော့မအားသေးဘူးလက်ခုပ်အတန်အကျယ်ဆုံးနဲ့ဘုရားရှင်ကိုချီးမွမ်းရအောင်ဝူးဘုရားရှင်တို့ကောင်းကြီးပေးပါစေဟာလေလုယာပွဲတော်မြင်္ဂလာဝင်စားခြင်းမှာဥဆောင်သွားပြီးတယ်ကျွန်တော်တို့ဝိညာဉ်ကောင်းဆောင် Prophet Joshua အေကိုယေရှုတင်တဲ့အနေနဲ့နောက်တစ်ခေါက်လာအားရပါရလက်ခုပ်တီးပြီးကျွန်တော်တို့ဂုဏ်ပြုပေးအောင်ဟာလေလုယာဒီနေ့မှာပွဲတော်မြင်္ဂလာမှာပါဝင်ကြတဲ့သူအရောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာဖခင်ရဲ့ကောင်းကြီးမင်္ဂလာအထူးခံစားရမှာဖြစ်တယ်အာမင်ဘေးမှာရှိတဲ့မိတ်ဆွေကိုခဏလောက်နှုတ်ဆက်ပြီးတော့ပြောရအောင်ဒီနေ့မှာကောင်းကြီးအထူးခံစားရပြီလို့ပြောရအောင်ဟာလေလုယာဒီနေ့ဟာယနေ့နဲ့မနေ့မတူတော့ဘူးဖြစ်တယ်အာမင်တရက်နဲ့တရက်တာ၍ခရစ်တော်နဲ့တူတော်သူတွေဖြစ်လာတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကိုဘေးမှာရှိတဲ့မိတ်ဆွေကိုနောက်တစ်ခုလောက်ထပ်ပြီးတော့ပြောစီခြင်းနဲ့မိတ်ဆွေပေါ်မှာဘုရားသခင်ထားတဲ့အကြံအစီတွေမပြီးဆုံးသေးဘူးလို့ပြောစီခြင်းနဲ့ဟာလေလုယာအများကြီးရှိသေးတယ် Come on အများကြီးထပ်လာအောင်ပဲကောင်းချီးမင်္ဂလာနဲ့အများကြီးထက်လာအောင်ပဲထိုးပေါ်မှုနဲ့အများကြီးထက်လာအောင်ပဲနမိတ်လက္ခဏာနဲ့အများကြီးခံစားရအောင်ပဲဟာလေလုယာဒီကျမတို့ရဲ့တဲရကဒီတပေါ်ရဲ့ခြေဝလာအောင်ပါဖြစ်တယ်အာမင်2026မှာကျမတို့နေတဲ့နေဒီတိုင်းကိုဘုရားသခင်ကအပိုင်ပေးအောင်ပါဖြစ်တယ်ဟာလေလုယာဘယ်ညယုံကြည်လဲဘယ်ညယုံကြည်လဲကျမတို့ခံစားနေရပြီဖြစ်တယ်အာမင်ဟာလေလုယာနေ့တမှာချေရတဲ့မိသားစုဝင်အရောက်ချင်းစီတိုင်းနဲ့အသင်းတော်မှာအတူတူကဖရာတကယ်မျက်မှောက်တော်တွေမှာပြန်လည်ပြီးတွေ့ရတာအရွယ်မဲ့ဝမ်းတာတယ်အရောက်ချင်းစီတိုင်းကိုအသင်းတော်ကနေအထူးပဲကြိုဆိုတာဖြစ်တယ် online live အစီအစဉ်ကနေပါဝင်ကြည့်ရှုနေကြတဲ့သူအရောက်ချင်းစီတိုင်းကိုလည်းအသင်းတော်ကနေအထူးပဲကြိုဆိုကြောင်းအထူးပဲပြောပြပေးချင်တာဖြစ်တယ်ဒီချိန်မှာတော့ကျွန်မရှေ့ဦးစွာအနေနဲ့ကျွန်တော်တို့အသင်းတော်ကိုဒီအပတ်မှာ
ပထမဦးဆုံးအချိန်လာရောက်ပါဝင်တဲ့လူသိညီကိုမောင်နှမတွေကိုအထူးပဲကြိုဆိုပေးချင်တာဖြစ်တယ်မိတ်ဆွေကဒီအပတ်မှာကျွန်တော်တို့အသင်းတော်ကိုပထမဦးဆုံးအချိန်လာပါဝင်ဖူးတယ်ဆိုရင်ရှိတဲ့နေရာမှာယေရှုပြည့်ရဲ့မတည့်ရစီခြင်းနဲ့အသင်းတော်ကနေတင်တို့ကိုအထူးပဲကြိုဆိုပေးခြင်းတဲ့အတွက်ကြောင့်မို့ဖြစ်တယ်ရှိတာဖြစ်တယ်ဝါနှစ်တမဖခင်ကအတင်းတော်ကိုလူသိညီကိုမောင်မြောက်များစွာပို့ဆောင်ပေးတာဖြစ်တယ်။အားရပါကျွန်မလက်ခုပ်တီးပြီးကြိုဆိုပေးရအောင်။အနောက်မှာလည်းအများကြီးရှိတာဖြစ်တယ်။ကျွန်တော်တို့ကိုဘေးမှာရှိခဲ့တယ်ဆိုရင်ကျွန်တော်တို့တွေအလှဆုံးတော့အပြုံးနဲ့နှွေးထွေးစွာနဲ့ကျွန်တော်တို့တွေလက်ဆက်နှုတ်ဆက်ပြီးတော့ကျွန်တော်တို့ကြိုဆိုပေးရအောင်။တင်းတို့ရဲ့လာရောက်ပါဝင်ခြင်းအတွက်အတင်းတော်ကနေအထူးပဲကြိုဆိုတာဖြစ်တယ်။နောက်ပတ်ဒီမှာလည်းကျွန်တော်တို့အတင်းတော်ကိုအိရှင်မိသားစုကဲ့သို့လာရောက်ပါဝင်ဖို့ရတဲ့ဒီနေရာကနေအထူးပဲဖိတ်ခေါ်ပေးချင်တာဖြစ်တယ်။လူသိညီကိုမောင်နှမတွေကျွန်တော်တို့အာရှာတွေကနေတင်းတို့ကိုလာနှုတ်ဆက်တဲ့ခါမှာတင်းတို့ရဲ့လက်မောင်းတွေမှာစတစ်ကာလေးတွေကတ်ထားပေးတာရှိတာဖြစ်ပါတယ်။ဒီစတစ်ကာကိုခြေစူးပြီးကျွန်တော်တို့အစီအစဉ်ပြီးဆုံးသွားမှပဲအိမ်ပြန်မပဲဒီစတစ်ကာကိုခွာပေးဖို့ရတဲ့ပြောပြပေးခြင်းနဲ့ကျွန်တော်တို့အစီအစဉ်ပြီးတဲ့အခါမှာလူတွေများလာဖြစ်တဲ့ကြောင့်မလို့ဘသူကလူတစ်လဲဘသူကအပတ်တိုင်းမှာလာရောက်ပါဝင်တဲ့ညီကိုမောင်နှမတွေလဲဆိုတာအာရှာတွေမသိမှဆိုလို့ကျွန်တော်တို့လေဂျေစုပြည့်ကတ်ထားစီခြင်းနဲ့အစီအစဉ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အောက်ထပ်မှာတင်တို့တဲ့ပြင်ဆင်ထားပြီးတာရှိတာဖြစ်တယ်အမှုတော်ဆောင်တွေနဲ့သူအာရှာတွေနဲ့သူကျွန်တော်တို့ခဏလောက်အချိန်ယူပြီးမိတ္တဟာယဖွဲ့ပြီးမှပြန်သွားဖို့ရတဲ့ဒီညကနေအထူးပဲပြောပြပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့2025မှာလဲအပတ်တိုင်းမှာအတင်းတော်မှာလာရောက်ပါဝင်နေ2026နှစ်တည်းရဲ့ပထမဦးဆုံးအပတ်မှာလဲဟာလေလုယာအပတ်တိုင်းမှာလာရောက်ပေါတဲ့အမေရိကန်မေကအတင်းသူတင်သားတွေဘယ်နှယောက်ရှိပါတယ်လဲဝါ2026မှာလဲကျွန်တော်တို့သက်စာရှိရအောင်လားအာမင်အပတ်တိုင်းပါဝင်ဖို့ရတဲ့ကျွန်တော်တို့ဆုံးဖြတ်ရအောင်ဟာလေလုယာမိမိကိုယ်ကိုကြိုးဆိုနေတဲ့ကျွန်တော်တို့အားရပါလက်ခုပ်တီးပြီးကျွန်တော်တို့ကြိုးဆိုရအောင်တင်းတို့ရဲ့သစ္စာရှိခြင်းကိုဖျားမြင်တာဖြစ်တယ်အာမင်2026မှာဖျားသခင်ကကြီးသောကောင်းကြီးမင်္ဂလာတွေကိုတင်းတို့ကိုပြင်ဆင်ပေးမဲ့ဖျားဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာနှစ်သက်မှာအတန်လေးနေနေတိုးသွားတယ်ဟာလေလုယာဝါအတန်လေးတွေချဲလာပြီဖျားမျက်မှောက်တော်ထဲမှာဝမ်းမြောက်ပါသလားလာရတာဘယ်နှယောက်ဝမ်းမြောက်လဲဝမ်းကြောက်ချမယ်လို့သူပဲယုံကြည်တယ်။ဒါကြောင့်ဘေးမှာမိတ်ဆွေကိုခဏလောက်ကြည့်ပြီးတော့အလှဆုံးအပြုံးနဲ့ပြုံးကြည့်အောင်။မျက်မှောက်တော်ထဲမှာဝမ်းကြောက်စွာနဲ့ကျွန်တော်တို့ပါဝင်ရအောင်။ Come on စင်ပြေပါသလား။အတန်နဲ့တိုးတော့လေအစင်ပြေပါသလား။ Wow တော်ဒီချိန်မှာနော်အတီတူကဖျားကြီးရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ငွေကြေးအဖြစ်ပါဝင်ရမယ့်အချိန်ဖြစ်တယ်။ငွေကြေးအဖြစ်ဖျားကိုကျွန်တော်တို့ကိုးကွယ်ရမယ့်အချိန်ဖြစ်တယ်။ကျွန်တော်ထူပဲယုံကြည်တယ်ဖခင်က2026မှာအမေရိကန်မိကအတင်းသူအတင်းသားအရောက်ချင်းစီတိုင်းကိုငွေချေးနဲ့ဆိုင်နဲ့ထိုးဖောက်မှုတွေကောင်းကြီးမင်္ဂလာကိုပေးမဲ့ဖခင်ဖြစ်တယ်အာမင်ဒါကြောင့်ဘုရားခင်နိုင်ငံတော်ထဲမှာကျွန်တော်တို့ပြင်ဆင်ရအောင်ဘုရားကျွန်တော်တို့ကိုပေးတဲ့အကောင်းဆုံးသောအရာတွေကိုကျွန်တော်တို့တွေဘုရားကိုပြန်ပြီးတော့ပေးဖို့ရတဲ့ကျွန်တော်တို့ပြင်ဆင်ရအောင်စင်တစ်ဖြစ်ပြီလားစင်တစ်ဖြစ်ပြီလားပေးဖို့ရန်ပြင်ဆင်ထားတဲ့သူတွေကျွန်မယုံကြည်ပါတယ်အမေရိကန်မိကအတင်းသူအတင်းသားတွေဟာပေးကမ်းခြင်းမှာစိတ်အားကြီးတော်သူတွေဖြစ်တယ်ပေးကမ်းခြင်းမှာအမြဲတမ်းမှာအစင်သစ်ရှိတော်သူတွေဖြစ်တယ်အာမင်ကျွန်တော်တို့ပါဝင်မဲ့အလူတော်ငွေကိုစုပ်ကိုင်ရင်းနဲ့ဂျေဇုတော်ချီးမွမ်းရအောင်ကိုရော2026မှာတာဝိဖျားတခင်ရဲ့နိုင်ငံတော်ထဲမှာမီလီယံလိုက်ပေးတော်သူဖြစ်ခြင်းတယ်ဆိုပြီးကျွန်တော်တို့လေသူကဂျေဇုတော်ကိုချီးမွမ်းနေကျွန်တော်တို့စက္ကက်ရအောင်အဖဖျားကိုရောကိုဂျေဇုတင်နေသားသမီးတို့ကိုရောကိုချီးမွမ်းကိုးကွယ်ခွင့်ရယုံနာမကနေ့ရက်တိုင်းမှာကိုရောရဲ့ကောင်းမြတ်ခြင်းဂရုဏာတော်အစ်ကိုခံစားရပါတယ်ကိုရောသားသမီးတို့ရဲ့ငွေချေးမြောက်ပုံမှာကောင်းကြီးပေးတဲ့ဖျားဖြစ်တယ်ဒီနေ့မှလေကိုရောပေးတဲ့ကောင်းကြီးမင်္ဂလာတွေထဲကနေဖျားသခင်ရဲ့နိုင်ငံတော်ထဲကိုပြန်လေပြောယူဆောင်လာကြပါဒီအလူတော်ငွေကိုကိုရောကောင်းကြီးပေးပါတိုးပွားစေပါဖျားသခင်ရဲ့နိုင်ငံတော်ခြေပြန့်ဖို့လို့ကကိုရောဒါဝိကိုရောအသုံးပြုပါဒီနေ့မှာပါဝင်ပေးကမ်းကြတဲ့မိသားစုရဲ့အသက်တာထဲမှာငွေချင်းနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာ breakthrough ထိုးဖောက်မှုတွေကျွယ်ဝခြင်းကောင်းကြီးမင်္ဂလာတွေကိုတော့တို့ရဲ့2026မှာတာပြီးတက်တည်ခံနိုင်တော့သူတွေဖြစ်စေပါပါဝင်ဖွင့်ရရတဲ့ဂျေဇုတော်ချီးမွမ်းရင်းနဲ့အလူတော်ငွေစက္ကက်လက်ဆုတောင်းတဲ့အခါမှာယေရှုဖခင်နာမသူကစက္ကက်လက်ဆုတောင်းကြပါ၏အာမင်ကျွန်တော်တို့ဝမ်းမြောက်စွာနဲ့ဘုရားသခင်နိုင်ငံတော်ထဲမှာပါဝင်ရအောင်လူတော်တွေပါဝင်နေချိန်မှာဘုရားသခင်ရဲ့ဂျေဇုတော်ကြောင့်အသင်းတော်မှာကျွန်တော်တို့လေ
ဂျုံပြုံမြို့နဲ့တောင်ငူမြို့မှာဘုရားရဲ့ဂျေဇုတော်ကြောင့်အင်္ဂလိပ်ပွဲကိုကျွန်တော်တို့ဂျေဇုတော်အဖြစ်လှုပ်ဆောင်ခွင့်ရတာဖြစ်တယ်ဟာလေလုယာဘုရားရဲ့ဂျေဇုတော်ကိုသူတို့ကချီးမွမ်းရအောင်အာမင်ဒါကြောင့်မို့ကျွန်တော်တို့သူတို့ကဘုရားရဲ့ဂျေဇုတော်ကိုချီးမွမ်းနေကျွန်တော်တို့တွေဗီဒီယိုကိုကျွန်တော်တို့တွေသူတို့ကကျွန်တော်တို့ကြည့်ရှုရအောင်ဒီမှာရှိတဲ့အမကသူ့ရဲ့ညာဖက်နားကရေဝင်ပြီးတော့မကြားတော့တာ15နှစ်ရှိပြီ prophet အခုပြန်ပြီးတော့ကြားရပြီ prophet ဘယ်ဘက်ချမ်းလဲညာဖက်ချက်ဘယ်ဘက်ကိုပိတ်ကြည့်အခုကြားရလားကျွန်တော်လက်ခုပ်တီးမယ်ဘယ်နှချက်လဲလက်ထောင်ပြပေးပါဝါလက်ခုပ်ကျဲသုံးတီးပြအောင် prophet ဒီမှာရှိတဲ့ကိုလေပြတ်နေတာရှစ်နှစ်ရှိပြီ prophetအခုလမ်းပြန်ပြီးတော့ရှောင်းလို့ရပြီ prophet ဘာလို့ငိုရလဲဓာတ်ဖတ်တော်လေဖိနာဝေးညီမဝမ်းခွဲတော်တယ် prophet ညီမဝမ်းခွဲအစလမ်းမလျှောက်ဘူးလေဖြတ်တာရှစ်နှစ်ရှိပြီအခုတို့6ရောက်နေသူ6ရောက်နေစသွားနေပြီစသွားနေပြီလမ်းပြလိုက်ပါရှောက်သွားပြီလမ်းပြရှောက်သွားပြီယေရှုနာမကြောင့်လမ်းပြရှောက်သွားပြီလက်ခုပ်တီးပြီးယေရှုချီးမွမ်းပါဟာလေလုယာနောက်တစ်ခါတော့အာရမလက်ခုပ်တင်တဲ့ဖယားပြုတဲ့အမှုရတဲ့ကျွန်တော်တို့သူကယေရှုတော်ကြီးမရဟာလေလုယာအသေးသူတင်နာရောက်ချင်းစီတိုင်းကိုအားပေးခြင်းနဲ့ဒီနေ့ American Maker အသင်းတော်ကအင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့တာပြည့်ဆက်လက်ပြီးတော့များစွာလှုံ့ဆော်အောင်မယ်အသင်းတော်ဖြစ်တယ်အာမင်ဒီ2026ကမြန်မာနိုင်ငံမှာပဲမဟုတ်ဘူးကမ္ဘာတိအာမင်ဥယောပါတိုင်းတီဟာလေလုယာဖယားတခင်ကအသင်းတော်နဲ့သူဒီကျွန်တော်တို့ဝိညာဉ်ကောင်းဆောင် Prophet Joshua အင်းနဲ့သူအင်္ဂလိပ်ဟောရတကားတွေမြောက်များစွာဖွင့်ပေးမဲ့ဖယားဖြစ်တယ်ဒါကြောင့်မို့တင်းသူတင်သားလေးအားပေးခြင်းနဲ့2026မှာရောက်ကြည့်ခြင်းနဲ့ခြေလှမ်းလဲရအောင်အင်္ဂလိပ်ပွဲတွေမှာမျိုးစိကျဲရအောင်အာမင်အာမင်ဘယ်တော့ကျဲဖို့ရတဲ့ကျင်းစလဲ2026မှာဝါများစွာကျဲမယ်လို့သူပဲယုံကြည်တာဖြစ်တယ်များစွာတော့ကောင်းကြီးမင်္ဂလာနဲ့သူခံစားရအောင်ပါဖြစ်တယ်အာမင်ဆက်လက်ပြီးတော့အသင်းတော်ကနေကြီးညာပေးခြင်းတဲ့အရာရှိတာဖြစ်ပါတယ်ကျွန်တော်တို့အသင်းတော်ရဲ့လာတိုင်းရဲ့ပထမအပတ်မှာလှုပ်ဆောင်လေးရှိတယ်အစာရှောင်ဆုတောင်းခြင်းစီစဉ်ကိုလည်းဆက်လက်ပြီးကျွန်တော်တို့တွေလှုပ်ဆောင်သွားမှာဖြစ်တယ်ဖခင်ရဲ့ဂျေဇုတော်ကြောင့်ကျွန်တော်တို့တွေ3ရက်အတူတူကကျွန်တော်တို့ဆုတောင်းခွင့်ရခဲ့တာဖြစ်တယ်ဘယ်ရောက်လာပါဝင်လဲမသိဘူးနော်ဝါအများကြီးပဲဖြစ်တယ်ကောင်းကြီးသူခံစားရတာဖြစ်တယ်အာမင်ဒီအစာရှောင်ဆုတောင်းခြင်းမှာကျွန်တော်တို့ဝိညာဉ်ကောင်းဆောင် prophet ကိုလည်းဆုတောင်းခြင်းမှာဦးဆောင်တာဖြစ်တယ်ဟာလေလုယာဒီအခွင့်အရေးက prophet နဲ့သူဆုတောင်းရတဲ့အခွင့်အရေးကနောက်လာမှရချင်မှလည်းရတော့မှာဖြစ်တယ်။ဒါကြောင့်မို့တင်းတင်းသားအရောက်ချင်းစီတိုင်းမှာအားပေးခြင်းနဲ့ဒီအခွင့်အရေးကိုလက်မခံပါနဲ့။အာမင်။ဒီအစားချောင်ဆုတောင်းခြင်းခွင့်ရပြီးတဲ့အခါမှာတဲ့အတ္တတာကတူမှမဟုတ်တော့ဘူးဖြစ်တယ်။အာမင်။ကျမတို့တော့3ရက်ပဲရှိသေးတယ်။မတူတော့ဘူး။များစွာဝိညာဉ်ရမှာစအတ္တတာထဲမှာပြောင်းလဲခြင်းနဲ့ခံစားရတာဖြစ်တယ်။အာမင်။ဒါကြောင့်မို့တင်းသူသားအတင်းသားရောက်ချင်းစီတိုင်းဒီအစာရှောင်ဆုတောင်းခြင်းမှာဆက်လက်ပြီးကြံသေးတာဖြစ်တယ်ကျမတို့လည်း3ရက်ရှိသေးတာဖြစ်တယ်အရောက်ချင်းစီတိုင်းလာရောက်ပါဝင်ဖို့ရတဲ့ဖိတ်ခေါ်တယ်ကျမတို့အချိန်အားဖြင့်မနေ့9နိုင်မှာကျမတို့လည်းအစာပြုပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်အားပေးခြင်းနဲ့ရတစ်ခုရှိတယ်စောစောလာခဲ့ပါ
နေရာမရမှဆိုးတဲ့အတွက်ကြောင့်မလို့ဟာလေလုယာဒါကြောင့်ကိုးနာရဲ့အတိမတင်လာရင်တော့နေရာမရှိတော့ဘူးဖြစ်တယ်စောစောလာဖို့ရတဲ့အရောက်ချင်းစီတိုင်းကိုဒူဘက်ဖိတ်ခေါ်ပေးချင်တာဖြစ်တယ်ကျွန်တော်တို့လှုပ်ဆောင်တဲ့နေရာကတော့ကဘာအေးဖျားလမ်းပေါ်မှာရှိတယ်ရွှေနိုင်ငံ housing area ရဲ့ဒုတိယထပ်မှာရှိတယ် American House မှာကျွန်တော်တို့လေအတူတူကနှစ်တမှာကျွန်တော်တို့တွေဝိညာဉ်ခေါင်းဆောင်နဲ့တူကျွန်တော်တို့တွေစုတောင်းနေရဖြစ်တယ်ဒါကြောင့်မလို့အရောက်ချင်းစီတိုင်းလာပါဝင်ဖွင့်ရဒီညကနေအထူးပဲဖိတ်ခေါ်ပေးချင်တာဖြစ်ပါတယ်နောက်ထပ်ကြီးညာပေးချင်တဲ့အရာကတော့ကျွန်တော်တို့အသင်းတော်ရဲ့နှစ်သစ်ဆုတောင်းခြင်း24နာရီဟာလေလုယာ21ရက်ဆုတောင်းခြင်းဇုံအားဖြင့်လေကျွန်တော်တို့လေလှုပ်ဆောင်နေတာဖြစ်တယ်ဒါကြောင့်မလို့ဒီဆုတောင်းခြင်းမှာကျွန်တော်တို့မိမိအစဉ်ပြေတဲ့အချိန်ဒီမှာကျွန်တော်တို့တွေဝင်ပြီးတော့ join ပြီးတော့ဆုတောင်းလို့ရတာဖြစ်တယ် session တစ်ခုတိုင်းမှာဆုတောင်းခြင်းကိုဦးဆောင်ပေးနေတဲ့အမှုတော်ဆောင်နေရှိတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကျမမအားဘူးလို့မပြောရလေအောင်24နာရီဝါတဲ့အားတဲ့ချိန်မှာဖခင်ကိုအချိန်ပေးပြီးတော့ကျမတို့တွေကအားမဖခင်ကိုအချိန်ပေးတဲ့သူမဟုတ်ပါဘူး24နာရီလဲကျမတို့အချိန်ပေးတဲ့သူတွေဖြစ်တယ်အာမင်ဒါကျမဒီဆုတောင်းခြင်းမှာအရောက်ချင်းစီတိုင်းပါဝင်ဖို့ရတယ်ကျမထပ်မံပြီးတော့အထူးပဲဖိတ်ခေါ်ပေးချင်တာဖြစ်တယ်ဟာလေလုယာဖခင်ခင်ကတဲ့နေ့ကျွန်တော်ကျမရဲ့အထက်တာထဲမှာကောအသင်းတော်ထဲမှာကောဒီနေ့ကျမတို့တိုင်းနိုင်ငံထဲမှာဖခင်အရန်ကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်အာမင်ဖခင်ကောင်းမြတ်ခြင်းခံစားရပါသလားခံစားရပါသလားဖခင်ကောင်းမြတ်ခြင်းကိုခံစားရတဲ့သူတွေရှိတဲ့နေရာမှာယေရှုပြည့်ရဲ့မတည့်ရပြီးတော့ကျမတို့အတူတူကဖခင်ရဲ့ကောင်းမြတ်ခြင်းကိုကျမတို့ဒီအရက်မှာကြွေးကြော်နဲ့ဝန်ခံရပါအာမင်အာမင်ဘယ်မှာရှိတဲ့မိတ်ဆွေကိုပြောရအောင်အစစ်တဖြစ်ပြီလားလို့ Are you ready ဝန်ခံဖို့ရတဲ့ hallelujah ကျမတို့ဝန်ခံတဲ့ချိန်မှာအတန်ရမ်းချေတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုကိုယ်ခံစားရလို့ဖြစ်တယ်။ယုံကြည်တဲ့အောက်မှာရှိတဲ့သူတွေကလည်းကိုယ်ခံစားရတယ်ဆိုရင်ဘယ်မှာရှိတဲ့သူတွေပေါ်အတန်ချေဖို့ရတဲ့လိုတာဖြစ်တယ်။အာမင်ဝေခရဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာကျွန်တော်တို့မိသားစုများအပေါ်မှာကျွန်တော်တို့လုပ်ငန်းများအပေါ်မှာကျွန်တော်တို့အသင်းတော်ပေါ်မှာကျွန်တော်တို့တိုင်းနိုင်ငံပေါ်မှာဆိုတော့သူတို့ဝန်ခံရအောင်အာမင်စပြေလားအတူတူဝန်ခံရအောင်တဲ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာကျွန်တော်တို့မိသားစုများအပေါ်မှာကျွန်တော်တို့ရဲ့လုပ်ငန်းများအပေါ်မှာကျွန်တော်တို့ရဲ့အသင်းတော်ပေါ်မှာကျွန်တော်တို့ရဲ့တိုင်းနိုင်ငံပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာကျွန်တော်တို့ရဲ့မိသားစုများအပေါ်မှာကျွန်တော်တို့ရဲ့လုပ်ငန်းများအပေါ်မှာကျွန်တော်တို့ရဲ့အသင်းတော်ပေါ်မှာကျွန်တော်တို့ရဲ့တိုင်းနိုင်ငံပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာကျွန်တော်တို့ရဲ့မိသားစုများအပေါ်မှာကျွန်တော်တို့ရဲ့လုပ်ငန်းများအပေါ်မှာကျွန်တော်တို့ရဲ့အသင်းတော်ပေါ်မှာကျွန်တော်တို့ရဲ့တိုင်းနိုင်ငံပေါ်မှာဟာလေလုယာ2026ခုနှစ်မှာရိတ်သွဲလို့မကုန်နိုင်တဲ့ကောင်းချီးမင်္ဂလာတွေများစွာလာနေပြီဖြစ်တယ်အာမင်ကျွန်မပြောပြပေးချင်တယ်ကောင်းချီးမင်္ဂလာတွေကအမြောက်လက္ခဏာနဲ့သင်စီကိုလာနေပြီဖြစ်တယ်ဝါဝါဝါဆက်ပြီးတော့ဝန်ခံရယေရှုနာမနဲ့ကျွန်ုပ်ဒီဘုရားသခင်ပြည့်စုံတော်မူခြင်းရှိသမျှနဲ့ပြည့်စုံတော်သူဖြစ်သည်အာမင်အစာရှောင်ဆုတောင်းခြင်းလာတဲ့သူကဒီ God kind language ကိုသိတာဖြစ်တယ်မသိဘူးဆိုဘေးကအစာရှောင်လာတဲ့သူရှိမေးကြည့်ပါဒါဘာကိုပြောတာလဲလို့သင်သိချင်တယ်ဆိုတော့အစာရှောင်ဆုတောင်းလာဖို့ရတယ်လို့လေဝန်ခံရအောင်ယေရှုနာမနဲ့ကျွန်ုပ်ဒီဘုရားသခင်ပြည့်စုံတော်မူခြင်းရှိသမျှနဲ့ပြည့်စုံတော်သူတွေဖြစ်တယ်အာမင်တရက်ခရစ်တော်ရဲ့ပြည့်စုံခြင်းနဲ့ကျွန်တော်တက်တာမှာပို့ပြီးပြည့်စုံလာမှာဖြစ်တယ်ပို့ရင်မြင်တွေ့ရမှာဖြစ်တယ်အာမင်ဝန်ခံရအောင်တဲ့တော့ယေရှုနာမနဲ့ကျွန်တော်ဒီဘုရားသခင်ရဲ့ပြည့်စုံတော်မူခြင်းရှိသမျှနဲ့ပြည့်စုံတော်သူဖြစ်သည်ယေရှုနာမနဲ့ကျွန်တော်ဒီဘုရားသခင်ရဲ့ပြည့်စုံတော်မူခြင်းရှိသမျှနဲ့ပြည့်စုံတော်သူဖြစ်သည်ယေရှုနာမနဲ့ကျွန်တော်ဒီဘုရားသခင်ပြည့်စုံတော်မူခြင်းရှိသမျှနဲ့ပြည့်စုံတော်သူဖြစ်သည်ဟာလေလုယာဝါအကောင်းဆုံးလို့ချိန်ကိုရောက်လာပြီဖြစ်တယ်နှုတ်ကပတ်တော်နဲ့ဘယ်နဲ့စိတ်လို့ရှားလဲနှုတ်ကပတ်တော်နဲ့ဘယ်နဲ့စားခဲ့လဲကျွန်မယုံကြည်တယ်သင်နှုတ်ကပတ်တော်မကြားရခင်ပါပဲလေကျွန်မတို့ဝိညာဉ်ကောင်းဆောင် prophet ဒီမှာရှိနေခြင်းကလေသင်တတာနဲ့ပါသစုံတစ်ခုခံစားနေရပြီဖြစ်တယ်အာမင်ဒီကျွန်မဝိညာဉ်ကောင်းဆောင် prophet ရောက်လာရင်နိုင်ငံထဲမှာပြောင်းလဲတယ်ဖြစ်လာမယ်ဒီကျွန်မတို့ဘွားတက်တာထဲမှာ prophet ရောက်လာရင်ပြောင်းလဲမှုတွေမြင်တွေ့ရမယ် prophet ရောက်လာရင်ကျွန်မတို့ဘွားရဲ့ကောင်းချီးကမတူတော့ဘူးနောက်ကတစ်ဆင့်ကို
ဝါပြောကြည့်အောင်ဒီနေ့ကကျွန်တော်ရဲ့နေ့ဖြစ်တယ်လို့ဝန်ခံကြည့်အောင်အာမင်ဒီနေ့နောက်ကမတော်အသေးချဖြစ်တယ်အာမင်ဒီနေ့မှာကျွန်တော်တို့ကနောက်ကမတော်ဝင်ကပေးမယ်နိုင်ငံတကာမှာဖယားကကြီးမားစွာဗိတ်တိုင်းအဆောင်ပြုနေတဲ့ကျွန်တော်ချစ်ခင်ပြီးလိမ့်စားရတဲ့ဝိညာဉ်ကောင်းဆောင် Prophet Joshua အေကိုအားရပါလက်ခေါ်တီးပြီးကြိုးဆိုပေးအောင်Hallelujah! Hallelujah! လက်မြောက်ပင်လျက်ဖျောက်ချီးမွမ်းပါဦးလက်ခုပ်တီးပြီးသူကိုချီးမွမ်းပါဦးသူနာမတော်ဘုန်းကြီးပါစေယေရှုနာမတော်ဘုန်းကြီးပါစေ Jesus we praise you we bless your holy name we bless your holy name Jesus ကိုရောနာမတော်ကိုချီးမြှောက်ပါတယ်ကိုရောနာမတော်ကိုကောင်းချီးပေးပါတယ်ကိုရောနာမတော်ဘုန်းကြီးပါစေ You are worthy to be praised. You are worthy to be praised, Jesus. Worthy to be praised, Jesus. Jesus, we praise you, Lord. We praise you, Lord. We bless your holy name. Oh, Jesus, Jesus, Jesus. Oh Jesus ကိုရောနာမတော်အမြင့်ဆုံးမှာစိုးစံတော်မူတယ်ကိုရောနာမတော်ဟာအမြင့်ဆုံးမှာစိုးစံတယ် Oh Oh Rabba Sanda Bala Bashinda Rabba Baba 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 Hallelujah Hallelujah Your is the kingdom's your is the power's yours. Is the power yours? Is the glory forever? Amen. Your is the kingdom. Alo me lem ya pele ya ko chim ya Is the power yours? Is the glory forever? The kingdom, yours is a power, yours is a glory forever. Amen. And yours is the kingdom, yours is the power, yours is the glory forever. Amen. And yours is the power, yours is the glory forever.
I got rain. I got rain. I got rain. Forever your kingdom reign. I got rain. Forever, I got rain. Forever, your kingdom reigns. I got rain. I got rain. Forever, your kingdom reign. I got rain. I got rain. Forever, your kingdom reign. I got rain. I got rain. Your kingdom reign. Alaba Santa Bahalabaya. Uraso Sanobure. Uranamaro chi miaubare. Uranamaro kokponchi chembebare. Yeshu hachi miau taitandu. Oh, lobo sanda balabaya. Alaba chado badasgane sudama. Chado badasgane chibwama. Ilabo satalaba kobalabaya. Atanlelia chibwama. Mantele baba barianda la baba sanda la baba. Igalla baba la baba sholla baba baba baba. Raise your voice. Raise your voice. Liba baba baba shanda bakaba. Ala bale bonga la basanda le baba. Sanda la onga la bale. Viere bosanda la baere. Hallelujah, Santa la baya le. Borasa tapa, harabata laba shalaba baba, borabasa tapa ha, laba. Come on, pray. Something great is about to happen. Even today, something great is happening now. Something great is happening now. Laba shalaba, ile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 bo sata, laba shalaba kapa. Oh, Rabasanda Bala Baba. Elele Bobo Shalababa. Elele. Oh, Robo. La Bacapa Razata Barama Shalaba. Imalama Caparasandaba. In Jesus' name we pray. Amen. Let go chedo di piace go chimama. Hallelujah. General Dimashire Mesemia, General ha winning local Polomio, Chenya the lesser on Naleam. Piatkinga. Idrila Nangaman, the Mela Kanamaluki, as in Balu kindness or the old Lidu in Chain Hine. Habakoka Babiole, Noa Chanema, Noa Mashido, Tori Mashido, Teresa and Mashido, the Mota Pamiale, a Timothy, Tabiman, a Taura Piana, one yaume.
ငါထာဝရဘုရား၌အားယူမယ်ဒီကျွန်တော်တို့ကဝိညာဉ်လေတုကိုဘယ်လိုချိန်ရတယ်လဲကျွန်တော်တို့ပတ်ဝန်းကျင်မှာထင်ရှားတဲ့အနှုတ်လက္ခဏာတွေကြောင့်ကျွန်တော်တို့ဝမ်းနေပြီးထိုင်နေရမယ့်သူမဟုတ်ကျွန်တော်တို့အဲ့ဒါကိုပြောင်းလို့ရတယ် miracle ဖြစ်စေတဲ့လမ်းကိုကျွန်တော်တို့သိရမယ်ဒီဘုရားသခင်ကဣသရေလနိုင်ငံကိုယောလအခန်းကြီး1:27မှာပြောလဲဇိအုန်တို့သမီးသူတို့ဘာဖြစ်နေလဲသူတို့မှာစားစရာမရှိတော့သူတို့ကငတ်ပြတ်နေပြီဘာပြောလဲဘုရားသခင်ကဇိအုန်တို့သမီးကျမ်းစာဒီလိုပြောတယ်အိုပြည်တော်မစိုးရိမ်နဲ့ဝမ်းသာရွှင်ပြူးခြင်းရှိလော့အိုပြည်တော်မစိုးရိမ်နဲ့ပြီးတော့ဘာဆက်ပြောလဲဝမ်းသာရွှင်ပြူးခြင်းရှိလော့တနည်းအားဖြင့်တင်ဘာလို့ဝမ်းမြောက်ခြင်းကိုစိုးရိမ်တဲ့နေရာမှာအစားထိုးရတာလဲဒါ prophetic ဖြစ်တယ်အဲ့ဒီ action ကိုတင်မလုပ်မချင်းဖျားလာလို့မရချမ်းသာပြောတယ်ဇီးအောင်တို့တပည့်တချင်းဆို၍ရွှင်လန်းလောငါလာ၍ဒါဆိုဖျားတင်ဘာလို့ရွှင်လန်းခိုင်းလဲ तू လာခြင်းလို့ဘာလို့တင်လက်ခုပ်တီးလဲ तू လာဖို့တင်ဘာလို့ကြွေးကြော်လဲ तू လာဖို့ဘာလို့တင်ဝမ်းမြောက်လဲ तू လာဖို့ hallelujah hallelujah that prophetic ဖြစ်တယ် forever your kingdom reign ဘာလို့လိုက်တာလဲကျွန်တော်တို့လေထုထဲမှာမရဏနိုင်ငံမလွှမ်းမိုးဘူး forever your kingdom reign ကျွန်တော် prophet ပြုနေတာ hallelujah hallelujah ဒါကြောင့်ကျွန်တော်တို့ hallelujah အခါ1000အောင်နေတာဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကိုတန်ရှင်းတော်မူသည်ဟေရှာယပါမြင်လေကောင်းကင်တမန်တွေကဘုရားသခင်ကိုတန်ရှင်းတော်မူသည် prophet ပြုလျက်អော်ကြတယ်အဲ့ဒီလိုអော်တော့ဘာဖြစ်လဲမြေကြီးသည်ဘုံနဲ့ပြည့်လေ၏hallelujah ဒီကျွန်တော်တို့ကအဲ့ဒီ praise and worship atmosphere ကိုတည်လို့ရတယ်ကျွန်တော်တို့ထေကနေ create လုပ်လို့ရတယ် hallelujah 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 ဘယ်နာတပြော something great is about to happen amen နမိတ်လက္ခဏာဖြစ်မယ်နမိတ်လက္ခဏာဖြစ်တဲ့နေရာကိုသွားတဲ့လမ်းကိုကျွန်တော်တို့သိတယ် amen amen hallelujah whoa ကျမ်းစာမှာဒီလိုပြောတယ်စာလံအခန်းကြီး1:4ကဒီလိုပြောတယ်စာလံ1:4မှာဒီလိုပြောတယ်ကျမ်းစာကဘုရားသခင်သည်ပလင်ပေါ်မှာပြုံးရည်လျက်နေတော်မူ၏ကျွန်တော်ဒီကျမ်းပိုက်ကလေးပြပေးပါသင်မထိုင်ခင်လေးမှာသူတို့မထိုင်ခင်လေးမှာမြန်ပြပေးပါကောင်းကင်ဘုံ၌ထိုင်တော်မူသောသူသည်ပြုံး၍ထာဝရဘုရားသည်သူတို့ကိုကဲ့ရဲ့တော်မူ၏သင်ပြုံးပြီးတော့သင်ဝမ်းမြောက်ပြီးတော့သင်ချီးမွမ်းနေတာသင်သင်ရန်သူတွေကိုကဲ့ရဲ့နေတာhallelujah ရန်သူရဲ့လက်နက်တွေကိုသင်အထင်သေးပြတယ်ဘာလို့မရအောင် hallelujah hallelujah you are anointed ကျမ်းစာပြောတယ်စုဝခြင်းယေရှုကြောင့်တဘိုးပြည့်ရပြီ yoke shall be destroyed because of the anointing ဒီဘုရားသခင်ကျွန်တော်တို့ကိုပေးတဲ့ဗိတ်သိက်ကတဘိုးဖြတ်စည်းတဲ့ဗိတ်သိက်မဟုတ်တဘိုးတွေကိုသွားပြီးဘုရားသခင်သင်ကို impartation ပေးတဲ့အခါသင်ကနတ်ဆိုးဆွဲတဲ့သူတွေယောဂဆွဲတဲ့သူတွေငါသွားပြီး miracle လုပ်မယ် no ဟေရှာယ10:29ရဲ့ဗိတ်သိက်ကအဲ့ဒီဗိတ်သိက်မဟုတ်ဟေရှာယ10:29ရဲ့ဗိတ်သိက်ကသင်က anointed ဖြစ်တယ်အဲ့တော့ yoke shall be destroyed ဆိုတာသင်ပေါ်မှာတဘိုးလာတင်တဲ့ကအဲ့တဘိုးကပြတ်တယ်ထပ်တင်ထပ်ပြတ်တယ်နောက်တစ်ခါလာတင်ပြတ်တယ်သင်မောင်းထုတ်လို့လည်းမဟုတ်ဘူးသင်ဖြက်စီးလို့လည်းမဟုတ်ဘူး because of the anointing သင်က anointed ဖြစ်လို့လာတင်သမျှပြတ်တယ်တော့2026မှာငါပေါ်တင်သမျှတဘိုးတွေငါပေါ်တင်သမျှတဘိုးတွေဝန်တော့ဝင်ဘိုးတွေပျက်စီးလိုက်မယ် because of the anointing hallelujah ကျမ်းစာက by the anointing လို့မပြော because of the anointing by the anointing ဆိုအဲ့ဒီဘိတ်သိက်ကြောင့်သင်ကဖြက်စီးတာအခုက because of the anointing အဲ့ anointing ကြောင့်တဘိုးလာတင်တာတဘိုးကပြတ်သွားတယ်ဒီနှစ်သင်အသက်ရှင်မဲ့ပုံစံအဲ့ပုံစံဖြစ်တယ်
ဒီနှစ်သင်ပေါ်ယောဂလာတင်ယောဂပျက်စီးမယ်ကင်ဆာလာတင်ကင်ဆာပျက်စီးမယ် because of the anointing oh shalababando ဆင်းရဲခြင်းလာတင်ဆင်းရဲခြင်းပျက်စီးမယ် hallelujah hallelujah အလိုပြောပါဦး yoke shall be destroyed because of the anointing အတင်သက်ရှင်မဲ့ပုံစံဖြစ်တယ် God bless you oh God bless you God bless you အားလုံးမကြောင်းခဏလောက်အားလုံးထိုင်ရအောင်ဘယ်နာတပြောင်း2မိနစ်လောက်ထိုင်ရအောင် hallelujah shanda baha hallelujah hallelujah 2026အတွက်ဘယ်နှယောက်ကစိတ်လှုပ်ရှားလဲဒါကျွန်တော်တို့ရဲ့2026အတွက်ပထမဦးဆုံး Sunday ဖြစ်တယ်တနည်းအားဖြင့် the year to occupy ရဲ့ပထမဦးဆုံး Sunday the year to occupy ပထမဦးဆုံး Sunday မှာတွေ့ရတယ်တနည်းအားဖြင့် the year to occupy anointing တဲ့ပုံကိုယ်တွေကိုပထမ Sunday မှာတွေ့ရတဲ့အပတ်ဖြစ်တယ်တရားအဲ့ဒီ impartation နဲ့သွားလိုက်မယ်ကျွန်တော်တို့ပြီးခဲ့တဲ့3ရက်ကကျွန်တော်တို့အစာရှောင်ဆူတောင်းမှအတူတူဆူတောင်းခဲ့ကြတယ်မနေ့ပြန်ဘယ်သူတွေပြန်လာမလဲမသိဘူး okay ရကျွန်တော်တို့ဒီ9ရက်ဒီကျွန်တော်တို့ရဲ့ anointing ကို activate လုပ်တယ်ဒါကြောင့်ကျွန်တော်တို့မနေ့ကလည်းကျွန်တော်တို့ spiritual round ထဲမှာကျွန်တော်တို့ကိုကျွန်တော်ပြန်ပြီး reprogram ပြန်လုပ်တယ်ကျွန်တော်တို့ပြန်ပြီး alignment လုပ်တယ်ဒါမှကျွန်တော်တို့အဲ့လမ်းကြောင်းမှာပြေးမှာသင်ကြည့်သင်ဟာသင်ရဲ့ atmosphere ဘယ်မှာလဲသင်မသိပဲသင်လေတုသင်ဘယ်မှာလဲမသိပဲသင်ဆူတောင်းရင်သင်ဟာမလို့အတဲ့အချက်တွေသင်3နာရီလောက်ထည့်ပြီးတောင်းနေမှာသင်ကြည့်ကျမ်းစာတွေကဒီလိုပြောတယ်မောင်မိုက်ထဲမှာသားတော်ရဲ့နိုင်ငံတဲကိုခေါ်သွင်းတော်မူသောသူကြည့်မောင်မိုက်ထဲမှာသားတော်ရဲ့နိုင်ငံထဲကိုခေါ်သွင်းတယ်ကျမ်းစာသွင်းပြီးသွားပြီဖြစ်တယ်ကျွန်တော်တို့ကသွင်းလာဖို့ဆူတောင်းတဲ့သူတွေမဟုတ်အဲ့တော့သင်ဟာသင်ကိုယ်သင်အလင်းထဲမှာ possession မချရင်သင်ဆူတောင်းချက်ကလွဲလိမ့်မယ်3နာရီလုံးလွဲလိမ့်မယ်လူတစ်ယောက်က revelation မရှိပဲဆူတောင်းရင်အဲ့ဒီဆူတောင်း3နာရီ21ရက်အားလုံးကနှမျောဖို့ကောင်းတယ်ဟုတ်ဆိုသင်ကအချိန်ဖြုံးနေတာပဲသင်ကအချိန်ဖြုံးအဲ့တော့ကျွန်တော်တို့ကို revelation ကကျွန်တော်တို့ရဲ့ area ကိုချိန်ပေးတယ်ဗျာဒိတ်ဖွင့်ပြချက်ကကျွန်တော်တို့ရဲ့နေရာကိုပြောင်းပေးတယ်အဲ့မှောင်မိုက်ထဲမှာကျွန်တော်တို့ကမရှိတော့ချစ်တော်မူသောသားတော်ရဲ့နိုင်ငံထဲကိုရောက်သွားပြီကျွန်တော်တို့ကအလင်းထဲမှာကျင်လည်နေတဲ့သူတွေ hallelujah ကျွန်တော်တို့ကတနေ့နတ်ဆိုးနေ့တိုင်းမောင်းထုတ်နေရတဲ့သူတွေမဟုတ်ကျမ်းစာထဲမှာ you shall cast out devil အလုံးပြောကြည့် cast out အဲ့ဒီ cast out အဲ့ဒီ cast out ဒီ Greek စကားလုံးမှာ akbalo လို့ခေါ်တယ် ekballo akbalo အဲ့ဒီ cast out you shall cast out devil နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တံအဲ့ဒီနတ်ဆိုးကိုနှင်ထုတ်တာကသင်စဉ်းစားကြည့်အဲ့ဒီနတ်ဆိုးကိုနှင်ထုတ်တာ akbalo ဒီငါမှနတ်ဆိုးနှင်ထုတ်တဲ့ဗိတ်သိရှိတယ်အဲ့တော့ငါတို့နတ်ဆိုးတွေသွားနှင်ထုတ်မယ် no အချို့တွေ deliverance ကို3နာရီလောက်တာရှိတယ်ဒါပေမဲ့သူတို့က akbalo သူတို့သဘောမပေါက် akbalo ဆိုတာအချိန်တစ်ခုယူပြီးနှင်ထုတ်ခြင်းမဟုတ်ကျမ်းစာကဒီနေရာမှာသုံးထားတဲ့ cast out akbalo ဆိုတာဟာသင်ဟာလမ်းသွားရင်ခလုတ်တိုက်ခံပြီးသင်အဲ့အရှိမကြောက်ခဲတစ်လုံးရှိနေသင်ကဒီလိုကန်ထုတ်လိုက်တာ akbalo ဒါပေမဲ့ akbalo ဆိုတာယေရှုနာမနဲ့ရာကာဘာယေရှုနာမနဲ့3နာရီ deliverance လုပ်တာအဲ့ akbalo မဟုတ်အဲ့တော့ကျမ်းစာကပေးတဲ့ deliverance နဲ့ဒီနေ့ Christian တွေ practice လုပ်တဲ့ deliverance နှစ်ခုမတူသင် deliverance ကိုကျွန်တော်သင်ပေးဖို့လို့တယ်ပေးအပိုက်ကလည်းဆိုတော့ကျွန်တော်မသိလို့ကျွန်တော် deliverance ကသွားရပြီအဲ့ဒါ akbalo hallelujah သင် hallelujah နည်းနည်းလှုပ်ကြည့်အောင်ပါဘေးလူတော့မထိစေနဲ့ you shall cast out devil ပဲဘေးရတယောက်မပါဘူး hallelujah အားလုံးပြော you shall cast out amen ဘုန်းနတ်ဆိုးတကောင်ကို3နာရီ4နာရီမောင်းထုတ်တာအဲ့ဒါ akbalo မဟုတ်ဘူးအဲကြောင့်သင်ဟာဒီနေ့ akbalo ထဲမှာသွားလိမ့်မယ် akbalo ဆိုတာသင်ကြိုတင် plan ဆွဲပြီး deliverance လုပ်ခြင်းမဟုတ် akbalo ဆိုတာသင်သွားနေရင်လည်းလမ်းမှာသင်ကိုအရေးအယောင်ပြတယ်ယေရှုဘာပြောလဲပေတရုကို
ချင်းစားတဲ့ငါနောက်သို့ဆုတ်လို့အဲ့ဒါအကဘာလို့တင်းဒီငါတိုက်မိ၍လဲเสียဖြစ်တယ်အဲ့ဒါအကဘာလို့ပဲယေရှုကပေတရုအားဖြင့်ရောက်လာတဲ့နတ်ဆိုးတခါတည်းမောင်းထုတ်တာအကဘာလို့အချင်းစားတဲ့ငါနောက်သို့ဆုတ်လို့အဲ့ဒါအကဘာလို့အာမင်တင်းအကဘာလို့ဆိုတာတင်းလူတယောက်ကို counseling ခေါ်လို့ပြီးတော့တင်းအကြာကြီး cast out ထိုင်လို့အဲ့ဒါအကဘာလို့မဟုတ်ဘူးအကဘာလို့ဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးဒီနေ့တင်းဟာနတ်ဆိုးမောင်းထုတ်လိုက်မယ်ဒါပေမဲ့တင်သူ့တကူတကလိုက်ရှာပြီးမောင်းထုတ်စရာမလိုတင်သွားတော့လမ်းမှာတွေ့တဲ့ခါတင် cast out လုပ်လိုက်မယ်ဖယ်ပလိုက်မယ်သွား hallelujah တင်ရဲ့ဘိတ်တိတ်ကအဲ့လောက်ထိမြန်တယ်ဒါပေမဲ့ဒီနေပယ်ထဲမှာတင်ရှောက်လမ်းဖို့တင်ဘာလုံနေလဲတင်ဗျာဒိတ်တော်လုံနေတယ်ဗျာဒိတ်တော်ကတင်ကိုကြာစေတာဗျာဒိတ်တော်ကတင်ကိုနှေးစေတာတင်ရတဲ့ဗျာဒိတ်မှန်ပါစေဒီနေ့ကအခဘာလို့နဲ့သွားလိမ့်မယ် hallelujah Chanda ka dilbare these signs shall follow those who believe ယုံကြည်သူတိုင်း၌ဖြစ်အပ်သောနမိတ်လက္ခဏာဟုမူကား these signs အဲ့ဒီအကဘာလို signs shall follow those who believe ဖျားသခင်ကအကဘာလိုကိုအထူးတလဲ man of God တယောက်ယောက်ကိုရွေးပြီးစုကျေးဇူးပေးထားတာမျိုးမဟုတ်ဘူးအဲ့ဒီအကဘာလိုက believer အားလုံးအတွက်ဖြစ်တယ်ဟာကြောင့်တင်းရဲ့နတ်ဆိုးကတင်းအချင်းကုန်ခံမောင်းထုတ်ရတဲ့နတ်ဆိုးထဲမှာမပါဘူး तू ကတင်းကိုအဲ့ပုံစံ trainer တာကဘာမှာနတ်ဆိုးနင်ထုတ်ပြီးတေသွားတဲ့သူရှိတယ်မောလို့နတ်ဆိုးကမောအောင်လုပ်တာနတ်ဆိုးနင်ထုတ်ရင်လည်းရှာတွေထွက်လာပြီအစနတ်ဆိုးကရှာရှိတာအခု तू ရှိလာကောင်းကင်တမန်မိခေလာကမောရှေကြီးကိုအကြောင်းပြု၍မာနတ်နဲ့ညင်းခုန်သောအခါဘယ်ကိစ္စလဲမောရှေခေဘာဖြစ်လဲကဲရဲ့စွာသောအပြစ်တင်ခြင်းကိုမပြုဝံ့မာနတ်ကမိခေလာနဲ့စကားများတယ်စကားများတဲ့အခါမိခေလာကမာနတ်ကို respect ထားတယ်ဘာဖြစ်လဲဆိုတော့ကဲရဲ့သောပြစ်တင်ခြင်းကိုမပြုဝံ့မပြုတ်ဝန်းဆိုတဲ့တော့သူတောင်ရှိနေဒါပေမဲ့တင်ဗျာဒိတ်စနစ်မှာတင်ကြည့်တော့မိခေလာကလူစီဖာကိုကျွေးထည့်လိုက်တယ်ဗျာဒိတ်စနစ်ခုနှစ်မှာဒီယူဒတစ်ကြတော့မကျွေးသေးဘူးခဏနေကြတော့ဗျာဒိတ်ကျန်းလဲကူပါအောင်သူကျွေးပလိုက်ပြီဘာကြောင့်လဲဆိုတော့သူ့ရဲ့ခေတ်ကာလကြောင့်ဖြစ်တယ်တင်ထနာငါတို့ကနတ်ဆိုးဝိညာဉ်ဆိုးတွေကိုငါတို့အဲ့လိုမျိုးသွားပြီးတော့မောင်းထုတ်လို့မရဘူးဖယ်ရှားလို့မရဘူး他都说这个鸡的，都说安利鸡的 ，no， 没好谱。他变看楼他的，对不对？看楼他。他们他妈讲啥嘛？刚跟他们没开那个路西法个年来看嘛，该也说到啊，别定钱个，没比我，他那偏的等我收嘛吧子，这就话地方上是当那对的是的。有些 gas out 楼啊没啥 ，gas out 没楼，过到外赔呗吧？赔呀，等我赔不啊他啦。သူဖယ်ဖို့မဟုတ်ဘူးဘုရားသခင်ဆုံးမပါစေပြောဖို့ကအဲ့ဒါမိခေလာကမောရှေလက်ထက်ကခန္ဓာကိုယ်အကြောင်းပြောနေတာတခါလေကျရင်ကျွန်တော်တို့ကိုလူစီဖာကသူ့ကိုမောင်းမထုတ်ရအောင်မောရှေခန္ဓာကိုယ်အကြောင်းပြုပြီးလာတတ်တယ်သင်ကယေရှုခန္ဓာကိုယ်အကြောင်းပြုပြီးပြန်ပြောရမယ်ဟာလေလုယာယေရှုထမြောက်တဲ့ကပေးတဲ့ authority အဲ့ဒါမျိုး authority မဟုတ်တော့ you shall cast out authority you shall act follow shall cast out Hallelujah. ဒီခေတ်ကအာဒမ်ရဲ့ authority ကိုအကြောင်းပြုတာအာဒမ်ကဘုရားသခင်ကဒီကဘာမြေကိုအုပ်ချုပ်ဖို့အတွက်အပ်လိုက်တယ်။အဲ့ဒီအာဒမ်ရဲ့ authority က Lucifer ရှိရောက်သွားတယ်။ဘာလို့ဆို Lucifer လက်ထဲမှာ authority ပြောင်းသွားပြီ။ဒါကြောင့် Lucifer ကယေရှုကိုလာတွေ့တော့ဘာပြောလဲ။တိုင်းနိုင်ငံရှိသမျှစီးစိမ်နဲ့အခွင့်အာဏာအားလုံးကိုကျွန်တော်အပ်ထားပြီတဲ့ကိုတော့ကျွန်တော်ကိုပြတ်ဝတ်ကိုကွင်ဒီ authority ကိုပေးပါမယ်တဲ့ယေရှုကိုယ်တော်မှလူစီဖာအဲ့တိုင်းလာပြောတာတောထဲမှာရက်40အစာရှောင်တော့ဘာဖြစ်လို့လဲအာဒမ် authority အားလုံးကလူစီဖာရှိပြောင်းသွားပြီဒါကြောင့်မိခေလာကမောင်းထုတ်လို့မရဘူးအဲ့ဆို authority ကလူစီဖာရှိမှာဒါပေမဲ့အဲ့ဒီလူစီဖာကဘယ်အချိန်မှာပြန်ရှုံးလဲဆိုယေရှုထမြောက်တော့ယေရှုကဘာပြောလဲကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကောရှိသမျှငါခံရပြီအဲ့ဒီယေရှုကဘာပြောလဲသင်တို့ငါနောက်လိုက်ဖြစ်ရင်ငါ့ကိုယုံကြည်တော်သူဖြစ်လေင
ငါပြုတော်မှုတော်ပြုလိုက်မယ်ယေရှုကဘာထပ်ပြောသေးလဲယုံကြည်သူတိုင်း၌ဖြစ်အပ်သောနမိတ်လက္ခဏာဟုမူကားငါ၏နာမကိုအမိပြု၍နတ်ဆိုးတို့ကိုနင်ထုတ်ကြလက်တတ်ဟာလေလုယာသင်ဘဝရဲ့အပြောင်းလဲသင်လက်ထဲမှာဖြစ်တယ်ဘုရားသခင်ဆုံးမပါစေမဟုတ်ဘူးအဲ့ဒီလူစီဖာကိုဘုရားသခင်ပပဆက်ဆက်ဆုံးမပါစေမို့သင်ဆုံးမဖို့ဘုရားအပ်ထားတယ်သင်ချမ်းသာမှာတွေ့လိုက်မယ်ကောင်းကင်တမန်တို့ကိုဘုရားကကျွန်တော်တို့စီရင်ဖို့အပ်ထားတယ်ဒီကောင်မများအမောင်နိုင်ငံကိုလည်းစီရင်တယ်အလင်းနိုင်ငံကိုလည်းကျွန်တော်တို့ကစကားပြောတယ်ဘယ်လိုပြောလဲအလင်းနိုင်ငံမှာကျမ်းစာကအာဗြဟံအမျိုးအတွက်ကောင်းကင်တမန်ကိုဘုရားသခင်ကပေးထားတယ်ဒါပေမဲ့ကယ်တင်ခြင်းယေရှုကိုအမွေခံလက်တန့်တော်ကယ်တင်ခြင်းယေရှုကိုအမွေတမန်ဟောင်းမှာအာဗြဟံအမျိုးတွေရှိမှာကောင်းကင်တမန်တွေက support လုပ်တယ်။တမန်တက်မှာကယ်တင်ခြင်းယေရှုကိုအမွေခံတဲ့ယုံကြည်သူ believer born again ဖျားသားတွေမှာဖျားဖာပေးလေကောင်းကင်တမန်တွေကိုအစေခံဖို့ပေးတယ်။အာမင်။ကောင်းကင်တမန်တွေကိုအစေခံဖို့လွတ်လိုက်တာမဟုတ်သင်သုံးဖို့လွတ်လိုက်တာ။ဒါပေမဲ့သင်ဘာပြောမလဲ။သင်ပြောတဲ့သင်ညွန်တဲ့ direction ကိုသူတို့သွားရလိမ့်မယ်။သင်တို့ဒီကောင်းကင်တမန်တို့စီရင်ရလိမ့်မယ်။အဲ့တော့သင်က direction ပေးဖို့လိုတယ်သင် angels ကိုသင် angels တွေကစာလံ103အငယ်20မှာကောင်းကင်တမန်တွေကထာဝရဘုရားရဲ့နှုတ်ကပတ်တော်အမိန့်ကိုနားထောင်ပြီးပြုတဲ့ကောင်းကင်တမန်ကောင်းကင်တမန်တွေကနှုတ်ကပတ်တော်အတန်တိုင်းပဲအလုပ်လုပ်တယ်ဒါပေမဲ့သင်ဟာနှုတ်ကပတ်တော်ရဲ့ language ကိုသုံးပြီးစကားပြောလာတဲ့က तू မလုပ်လို့မရတော့ဒါကြောင့်ကျွန်တော်တို့ပြောနေတယ်ကျွန်တော်တို့ the year to occupy သူတို့နားလဲတယ်ဒါကြောင့်သူတို့ကျွန်တော်တို့ကို occupy လုပ်ဖို့သူတို့လမ်းတွေဖွင့်ပေးလိမ့်မယ်occupy လုပ်ဖို့ကျွန်တော်တို့ရှိပတ်စံနေယူလာလိမ့်မယ်ကျွန်တော်တို့ဝယ်ဖို့စောက်ဖို့အတွက်ဧဝံဂေလိလုပ်ဖို့အထိတ်မှန်တော်စောက်ဖို့နိုးထမှုလုပ်ဖို့ hallelujah hallelujah ရရှင်သူကောင်းချီးပေးပါစေအားလုံးပဲခဏလောက်2မိနစ်လောက်ပြန်ထိုင်အောင် hallelujah ရှေခါလာမစေခေဒီ amen အားလုံးဒီနေ့နှုတ်ကပတ်တော်အတွက်အစဉ်သစ်ဖြစ်ပြီလားမသိဘူးအားလုံးပြောကြည့်အောင်အကဘာလိုတဖြည်းဖြည်းမောင်းထုတ်တာမဟုတ်ဘူးကြိုးပလန်တဲ့အထက်ကလုံရမဟုတ်ဘူးအကဘာလိုဆိုတာချက်ချင်းမောင်းထုတ်တာချက်ချင်းအဆုံးသတ်တာအဲ့ဒါအကဘာလိုတော့အကဘာလိုဒီချက်ချင်းဖယ်ပလိုက်တာပြီးပြီနောက်တစ်ခါဒုတိယတစ်ချိန်မလို့ထွတ်ဘေးထွက်မှတင်ယုံကြည်ခြင်းထားရလဲရတဲ့ခါလေးတင်စကားသုံးရတယ်စကားပြောတဲ့ခါအားမရလို့တင်များများပြောလိုက်တာပြဿနာမရှိဘူးဒါပေမဲ့တင်ယုံကြည်ခြင်းမပါပဲထွက်တည်ပဲတစ်ချိန်လုံးပြောတယ်ဒါကြောင့်ကျွန်တော်တို့ live မှာကာတာလမ်ဘာနိုကိုနားလည်ဖို့လိုတယ်ကာတာလမ်ဘာနိုဆိုတာကျမ်းစာကမဿဲခွန်မှာမဿဲခွန်တစ်ချက်လောက်ပြပေးပါ Miracle Mega Church က2026မှာနှုတ်ကပတ်တော်ပညာမှာကြီးထွားတဲ့နှစ်ဖြစ်တယ်အာမင်တောင်းကြတော့တောင်းလင်ရပြီရှာကြတော့ရှာလင်ဖွင့်တကားကိုခောက်ကြတော့ခောက်လင်ဖွင့်ပြီရှစ်ကိုပြပေးပါတောင်းတော်သူမြည်ဒီကရဤအဲ့ဒါတောင်းတော်သူမြည်ဒီကဘာလဲရဤနောက်တစ်ခေါက်ပြောကြအောင်တောင်းတော်သူမြည်ဒီကရဤအဲ့ဒီရဤကအင်္ဂလိပ်လို receive လို့ခေါ်တယ်ပြောကြည့် I receive အဲ့ဒီ receive က Greek စကားမှာ katalambano လို့ခေါ်တယ် katalambanoတောင်းတော်သူမူကမနှက်ပြန်ထပ်တောင်းဤ no တောင်းတော်သူမူကရဤ katalambano ဒီ decomine နဲ့မတူဘူး receive နှမျိုးရှိတယ်ဒါပေမဲ့ katalambano ရဲ့ receive ကသင်ယူသွားတာတနည်းအားဖြင့်ကျွန်တော်ကသင်ပေါ်မှာလက်တင်ဆူတောင်းတယ်သင်ကအားမရလို့နောက်တစ်ချိန်ထပ်တင်တယ် no အဲ့ဒါသင် katalambano မလုပ်တာဒီကတော့ katalambano ကြတော့အဲ့လက်တင်ကလေးကငါ prosperity ဘိတ်သိက်ရပြီညနေပြန်ရင်တော့ prosperity ဘိတ်သိက်နဲ့ကိုယ့်ကိုတချိကျွန်တော်ရဲ့ man of God ကတစ်ချိန်ပဲတောင်းဖို့လို့တယ်ဒါပေမဲ့ကျွန်တော်အချိန်တန်းတက်တည်ခံတယ်အချိန်တန်းတက်တည်ခံတယ်ဘာကြောင့်လဲကျွန်တော် katalambano လုပ်လာတာအာမင်ဟာလေလုယာအချို့ healing ဖြစ်ဖို့ဒီဆရာရှိသွားတယ်နောက်ဆရာရှိဘေးဆရာနဲ့မှကာတာလမ်ဘာနိုမလုပ်ခဲ့ကျွန်တော်ဘွားမှာကျွန်တော်6ရောက်မှာ miracle ဖြစ်ခဲ့တယ်ကျွန်တော်6ရောက်ရဲ့ဘယ်ဘက်မှာ
ကျွန်တော် man of God ရှေ့မှာရောက်တယ်ဒါလောက် healing မှာဆုကျေးဇူးရှိတဲ့သူကျွန်တော်သူ့ဆုတောင်းခိုင်းတယ်ကျွန်တော် man of God ကျွန်တော်ဆုတောင်းပေးတယ်ပြီးသွားတာနဲ့သူကျွန်တော်ဆန်းတယ်ကာတာလမ်ဘာနိုကိုကျွန်တော်မေ့သွားတယ်သူကျွန်တော်ဆန်းခိုင်းဘလို့နေလဲနည်းနည်းနာသေးတယ်သူတောက်တစ်ခါပြန်တောင်းတယ်ဒီတစ်ခါဖနက်တွေလည်းချွတ်ချေအိတ်တွေလည်းချွတ်အကုန်တောင်းတယ်ဒီတစ်ခါသူထပ်ပြီးတော့ပြန်ပြေးခိုင်းတယ်ကျွန်တော်နဲ့သူရုံးခန်းထဲမှာ2ယောက်တည်းကျွန်တော်ပြေးတယ်ဒီတစ်ခါတော့ကျွန်တော်ကောင်းသွားပြီညနေရောက်တဲ့အချိန်ကျွန်တော်သူများကိုတက်တိခံခံဒီမှာနည်းနည်းလေးပြန်ဆန်းဖို့လို့လားမလို့အပ်ဘူးကျွန်တော်ဟိုအခန်းထဲကကာတာလမ်ဘာနိုကိုမှတ်မိရမယ်ကျွန်တော်ဘာတက်တိခံလဲကျွန်တော်ပျောက်သွားပြီကျွန်တော်အဲ့စကားကိုပျောက်သွားပြီပျောက်သွားရောက်တယ်ကျွန်တော်ကောင်းသွားပြီဘေးတုန်းကလည်းကျွန်တော်ပါစတာရေမွန်နဲ့တွေ့တဲ့အချိန်မှာသူကျွန်တော်ဆူတောင်းနေချိန်ပျောက်သွားပြီကျွန်တော်ပျောက်သွားပြီပြောရင်းနဲ့ဘာဖြစ်သွားလဲအဲ့ယောဂအခုထိပြန်ရှာမတွေ့တော့ပျောက်သွားပြီဟာသင်ကာတာလမ်ဘာနိုလို့ဖို့လို့တယ်ကြည့်ကျွန်တော် man of God prophet Hubert Angel ဆူတောင်းခံတဲ့အခါမှာကျွန်တော်ဘာခံလာငါကြွယ်ဝပြီငါဒီ man of God attract လုပ်တဲ့မြ miracle man တွေငါအကုန် attract လုပ်ပြီ hallelujahအဲ့ဒါကာတာလမ်ဘာနိုဖြစ်တယ်ကာတာလမ်ဘာနိုဆိုတာသင်လက်တင်ကြရတဲ့အမှတ်ရတယ်ငါအဲ့တုန်းကလက်တင်ပြီးသွားပြီငါယူပြီးသွားပြီ hallelujah အချောဆိုဆူတောင်းလာခံကြတဲ့ကိုကဟိုတစ်ခါရထားပြီးသလိုဒီတစ်ခါလည်းရဖို့သိမ့်မသေးကြသလိုနှစ်မျိုးရောနေတယ်။နှစ်သိအဲ့လိုရောလို့မရ။ငါမရှိသေးဘူးအခုတစ်ခါငါတကယ်ယူပြီ။အာမင်။ငါတကယ်ကာတာလမ်ဘာနိုလုပ်ပြီ။အဲ့ဒီကာတာလမ်ဘာနိုကိုသင်သဘောပေါက်ဖို့လိုတယ်။ပြော I receive I manifest amen တဲ့မရှိတယ်။စီးစိမ်ရတော့အစွမ်းတတိယတဲ့မရှိတယ်။ hallelujahကျွန်တော်ဒီနေ့မှာအားလုံးကိုကျမ်းစာတစ်ပိုက်ကနေကျွန်တော်အစားပြုစေချင်တယ်ကျမ်းစာတစ်ပိုက်ကိုကြည့်အောင်ဖိလိပ္ပိအခန်းကြီး1အခန်းငယ်9မှာဖိလိပ္ပိ1အငယ်9ရှိသည်များတော့သင်တို့၏အမှုအရာ၌ဤသို့ငါယူအပ်၏အကြောင်းမူကားငါခံရသောကျေးဇူးတော်ကိုသင်တို့အပေါင်းသည်ဆက်ဆံကြသည်ဖြစ်၍ငါသည်အချင်းခံရတော်၎င်းဧဝံဂေလိတရားဖတ်၌တက်တေခံ၍ထိုတရားကိုတည်စေတော်၎င်းသင်တို့ကိုအောက်မေ့အာမင်ပေါလုကဖန်ခံရတယ်ပေါလုကထောင်ထဲမှာဒါပေမဲ့ဖိလိပ္ပိအသင်းသားတွေကအပြင်မှာဒါနဲ့ဖိလိပ္ပိအသင်းသားတွေကကောင်းစားကြတယ်အောင်မြင်ကြတယ်အဆင်ပြေကြတယ်အပေါလုကထောင်ထဲကနေဘာပြောနေလဲဆိုတော့ငါအချင်းခံရတဲ့အခါမှာသင်တို့ကငါခံသောဂျေဇုတော်ကိုဆက်ဆံတော်သူဂျေဇုတော်ကိုဆက်ဆံတာဒီနေရာမှာဂျေဇုတော်ကိုဆက်ဆံတယ်ဒီဆက်ဆံတာကိုအင်္ဂလိပ်စကားမှာ patika လို့သုံးတာတယ် patika အဲ့တော့ကျွန်တော်တို့က join နဲ့ participantသူခံရတဲ့ဂျေဇုတော်ကိုကျွန်တော်တို့လည်းဝင် join ကြတယ်တနည်းအားဖြင့်ဝင်သုံးတယ်ဝင်ဆက်ဆံတယ်အဲ့တော့ဒီ you all are partakers of my grace ဒီအောက်ဆုံးမှာ you all are partakers of my grace ဒီနေ့မှာကျွန်တော်တို့ဘာနားလဲဖို့လို့လဲဆိုတော့ grace ရှိတယ် my grace ရှိတယ်ဆိုတော့ my grace ကြတော့လုံးဝ unique ဖြစ်သွားပြီဘသူရှိမှမရှိတဲ့သူ့ရဲ့သီးသန့် grace grace ကယေရှုခရစ်တော်ပဲ grace ကဘုရားသခင်ပဲဒါကိုပေါလုက my grace ဆိုတာပါလေဒါကြောင့်မလို့ကျမ်းစာမှာပေါလုကဒီလိုပြောတယ်ဖိလိပ္ပိ 4:19 မှာ my God shall supply အဲ့ဒီ my God ဖိလိပ္ပိ 4:19 မှာ4အငယ်19အင်္ဂလိပ်လိုပဲကျမ်းစာဒီလိုပြောတယ် my God shall supply all your need amen အဲ့တော့ my God ခုနကဘာပြောလဲ my grace grace က grace ပဲလေဘယ်လိုလို့ my grace တော့ဘယ်လိုဖြစ်လို့ my grace ဖြစ်သွားတာလဲဒါကြောင့်မလို့အေလိရှဲကအေလိယယော်ဒန်မြစ်ကိုဖြတ်တဲ့အချိန် तू ဘာမြင်လဲဆိုတော့ယော်ဒန်မြစ်ကိုနှစ်ချမ်းခွဲပလိုက်တာ तू တွေ့တယ်အဲ့တော့ तू တွေ့တဲ့အတွက်
အေလိရှဲကအေလိယကောင်းကင်တက်သွားတဲ့အချိန်သူပြန်ပြီသူပြန်တဲ့လမ်းမှာယော်ဒန်မြစ်ကမကွဲဘူးဖြစ်နေတယ်ခုနကအေလိယတော့ယော်ဒန်မြစ်ကကွဲသွားတယ်အခုအေလိရှဲနဲ့မှမကွဲဘူးဒါကြောင့်အေလိရှဲက where is the God of Elijah Elisha မဟုတ်ဘူး Elijah where is the God of Elijah where ဆိုတဲ့မေကွန်းကရှာမတွေ့လို့နေပေါင်းခုနကွဲတယ်ဘယ်ရောက်သွားလဲအခုမကွဲတော့တဲ့ခါလေးမေကွန်းရှိတယ်တဲ့မေကွန်းရှိတယ်နေကိုစင်ပေါ်မှာတရားဟောတဲ့ဆရာကွဲတယ်ငါမကွဲဘူးဖြစ်နေတယ်သူဒီတပတ်လေးပဲ announce လုပ်လိုက်တာငါအိမ်ပြန်သွားတော့မတွေ့ရအောင်ညနေအိမ်ပြန်ရင် miracle ဖြစ်မယ်ပြောတာမတွေ့ရအောင်အနာငိမ့်မယ်ပြောတာမတွေ့ရအောင်စီးပွားရေးအသက်တွေပိုင်မယ်ပြောတာမတွေ့ရအောင်အဲ့ခါမှာသင်မေးမယ်မေးကွာဝဲတော့အေလိရှေဘာလို့ဝဲမေးလဲဆို तू မတွေ့လို့အဲ့တော့ तू မတွေ့တဲ့ချိန်မှာ तू သိတယ်အေလိရှေမှာလည်း God ရှိတယ်အေလိယမှာလည်း God ရှိတယ်နှစ်ယောက်လုံး God ကအတူတူပဲဒါပေမဲ့သူ့ God နဲ့ကို God ကတူပေမဲ့သူ့စီမှာလာပြီးထင်ရှားတဲ့ dimension နဲ့ကိုရှိမှာလာထင်ရှားတဲ့ dimension မတူဘူးအဲ့တော့ where is the God of Elijah လို့ခေါ်တဲ့အခါအေလိယဖျားဘယ်မှာလဲလို့ခေါ်တဲ့အခါဖျားနောက်တစ်ပါးကိုခေါ်တာမဟုတ်ဘူးအေလိယရှိမှာလာထင်ရှားတဲ့ dimension ကိုခေါ်တာအားလုံးနားလည်မလားမသိဘူး hallelujah amen ဒီတဆုံတယောက်ကဝင်မြန်တယ်ကိုကကြားတယ်ကိုသင်းအုပ်ကမြန်တယ်ကိုကြားတယ်ကိုခေါင်းဆောင်တွေကကြီးသောအမှုလုပ်တယ်ကိုကသေးနေတယ် God မတူတာမဟုတ်ဘူး grace မတူတာနားလည်မလားအားလုံး God မတူတာမဟုတ် God ကဒီ God ပဲဖယားဒီဖယားပဲအမေကွဲတာဂျေဇုတော်ကကွဲတာဘလို့လို့ तू ကဖယားကိုတစ်ခါပေးရင်တိမ်မောင်းထောင်တောင်းချီပေးတယ်ငါ10သိန်းပေးဖို့တောင်တော်တော်စဉ်းစားရတယ်အဲ့မှာတဲ့မေကွန်းက where is the God of Joshua Amen Elijah ထားလိုက်ကောင်းကင်ကမီးခေါ်တာကျွန်တော်တို့လည်းခေါ်ဖို့မလို့အာမင်ယော်ဒန်မြစ်ခွဲတာလောလောဆယ်ကျွန်တော်တို့လည်းခွဲဖို့မလို့အဲ့ဒီ grace ကျွန်တော်တို့မလို့လောလောဆယ်သင်လိုနေတဲ့ grace ဒီခမ်းပါတယ်မှာရှိတယ်ဒီအသင်းတော်မှာရှိတယ် miracle maker မှာရှိတယ်အဲ့ grace သင်ပါလို့အိမ်ဝယ်ရတာအဲ့လောက်တောင်ခတ်နေတာဘာဖြစ်လို့သင်ကနိုင်ငံတကာသွားဖို့အဲ့လောက်တောင်ခတ်နေရတာလဲအဲ့ဒီ grace ကဒီအထဲထဲမှာရှိတယ်အောင်မြင်ဖို့နာမည်အရန်ကြီးဖို့ဘာလို့အဲ့လောက်တောင်ခတ်နေရတာလဲအဲ့ဒီ grace ကဒီထဲမှာရှိတယ်ဒီမှာရှိတဲ့ grace ကအရန်လင်းမြန်တယ်ကဘာတဝန်တည်တဲ့ grace hallelujah hallelujah ကဘာတဝန်တည်တဲ့ grace ဘာလို့သင် brand ကအဲ့လောက်တောင်မပေါက်ရလဲဘေးအိမ်တော်မသုံးဘူးသင် brand ဘေးကအိမ်တော်မသုံးရသေးဘူးဘာလို့သင် brand ကအဲ့လောက်တောင်လူမသိရလဲသင် company ကဘာလို့အဲ့လောက်တောင်သေးရလဲဘာလို့ဝင်ငွေကအဲ့လောက်တောင်နည်းရလဲဒီခမ်းပါတယ်မှာအဲ့ grace ရှိတယ်သင်ဝိညာဉ်ခေါင်းဆောင်တွေပေါ်မှာအဲ့ grace ရှိတယ်ငါဒီခေါင်းဆောင်တွေရဲ့ဝိညာဉ်သားသမီးဒီခေါင်းဆောင်တွေရဲ့အသင်းတော်မှာငါတက်တယ်နောက်ကပတ်တော်စားတယ်ဘာဖြစ်လို့ငါ dimension ကဒီမှာတက်နေရလဲသင်ခုသင်နားလည်ဖို့လိုပြီငါအဲ့ grace ကို connect လုပ်မှရမယ်အဲ့ grace ကိုဆက်ဆံမှရမယ် hallelujah hallelujah ဒီနေ့သင်ဒီ revelation ပေါက်သွားရင်သင်အိမ်ပြန်သွားရင်သင်နောက် level ကိုရောက်ပြီသင်ဆက်ဆံတဲ့ grace ကနတ်ဆိုးတကောင်ကို3နာရီနှင်ထုတ်တဲ့ grace မဟုတ်ကျွန်တော်တို့ဒါကြောင့်ကျွန်တော်ကို deliverance ministry အတွက်ဘုရားခင်ကျွန်တော်မခေါ်ဟုတ်ဆိုနတ်ဆိုး9ကောင်လောက်ကို4နာရီ session join ဖို့ကျွန်တော်အစီအစဉ်မရှိဘူး hallelujah ရတချို့တွေကိုတော့ဘုရားအဲ့မှာသုံးတယ်နတ်ဆိုးတကောင်ကို4နာရီနှင်ထုတ်တဲ့ grace no အဲ့လောက်တောင်ကြာသလားမရဏနိုင်ငံအဲ့တဲ့မြန်အောင်ပြလို့ရကျွန်တော်မလွတ်မြောက်တဲ့လူတယောက်ကိုအကြာကြီးလွတ်မြောက်အောင်အာရညောင်းဘုရားအဲ့တိုင်းမသွားဘူးယေရှု ministry မှာမတွေ့ရအောင်
You shall counseling the devil မတွေ့ You shall cast out the devil ပဲ Hallelujah Hallelujah အဲ့တော့ကျွန်တော်တို့သင်စဉ်းစားတယ်ဒီ grace ကသင်ဆက်ဆံမယ် grace တဲ့နိုင်ငံတကာကို first class နဲ့သွားမယ် grace လူတကာအလဲမှာ VIP လို့ဆက်ဆံမယ် grace သင်ရမယ်မျက်နှာသာသင်ရမယ်အောင်မြင်ခြင်းသင်ရမယ်ကြော်ကြားခြင်း Your name shall be great Your name shall be great Hallelujah Hallelujah Woo Amen Amen ဘာကြောင့်ကျွန်တော်တို့ဗိတ်သိက်ဝတ်လုံလို့အပ်တာလဲဘာကြောင့် impartation လို့တာလဲဘာကြောင့် impartation လဲအဲ့ဒီ grace ကိုကျွန်တော်တို့က impartation လို့ဘာကို impart လို့ဘာကိုယူလာတာလဲ impartation of grace တမန်တော်ရှင်ပေါလုကဒီလိုပြောတယ်အလုံးခဏလောက်ထိုင်ပေးပါ2မိနစ်လောက်ကျမ်းစာမှာဒီလိုပြောတယ်အေဖတ်အခန်းကြီး1အခန်းငယ်2မှာအေဖတ်1အငယ်2မှာသခင်ယေရှုခရစ်နဲ့ငါတို့အဘတည်းဟူသောဘုရားသခင်ထံကကျေးဇူးတော်နဲ့ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသင်စဉ်းစားကြည့်တမန်တော်ရှင်ပေါလုဘာလုပ်လိုက်တာလဲသူဟာ grace ကို distribute လုပ်လိုက်တာ grace ကို impart လုပ်လိုက်တာကျေးဇူးတော်နဲ့ငြိမ်သက်ခြင်းသင်တို့၌ရှိပါစေဒါမျိုးလိုက်လို့တာကျေးဇူးတော်နဲ့ငြိမ်သက်ခြင်းသင်တို့၌ရှိပါစေ hallelujah ကျေးဇူးတော်နဲ့ငြိမ်သက်ခြင်း grace ကို distribute လုပ်လို့ရတယ် hallelujah အဲ့ဒါကျွန်တော်တို့တည်လာတဲ့ mantle ပဲသူ့ရဲ့ဝတ်လုံဒါကြောင့်အေလိရှဲကအေလိယရဲ့ဝတ်လုံကိုကင်ထားတယ်ဘာကြောင့်လဲအေလိရှဲကအေလိယထံကနေဆူတောင်းတယ်ကိုရောဝိညာဉ်နှစ်ဆတော့အဖို့ကျွန်တော်ပေးပါ double portion ကိုပေးပါတင်းဒီငါနဲ့ခွာ၍သွားတော့အခါမြင်ရင်အဲ့ဒီ double portion ကိုရမယ်မမြင်ရင်မရအဲ့တော့အေလိယကောင်းငင်တက်သွားပြီခွဲသွားပြီမြင်တယ်ဘာမှလဲ double portion ဝတ်လုံပြုတ်ကြလာတယ်အေလိယက double portion ကိုနှစ်ဆတော့ဗိတ်သိက်ကိုအဲ့ဒီဝတ်လုံနဲ့ထည့်ပေးလိုက်တယ်အခုအေလိယနဲ့အေလိရှဲလမ်းခွဲတဲ့အခါအေလိယမရှိတော့ဘူးအေလိရှဲမှာကြံခဲ့တာဆိုလို့အဲ့အင်ကြီးတစ်ထည်ပဲကြံတယ်အာမင်အဲ့ဒီအင်ကြီးကိုကင်ပြီးသူဘာလုပ်လဲ Where is the God of Elijah သူအဲ့ဒီ dimension ကိုပြန်မေးတာသူသိတယ်ကျွန်တော်ဖခင်ကျွန်တော်လာစင်တလောက်ထောက်ပံ့တာသိတယ်နေအောင်ဘမလဲတလောက်တသန်းဝင်တဲ့ dimension ဘမလဲအိမ်နေလွယ်လွယ်ဝယ်လို့ရတဲ့ dimension ဘမလဲကဘာလွယ်လွယ်ပတ်လို့ရတဲ့ dimension ကဘာအလဲမှာ VIP လို့သွားမဲ့ dimension ဘဲမှာလဲဝယ်ဒီလိုဟိုနားတန်းစီဒီနားတန်းစီဟိုနားမှာမျက်နှာငယ်ဒီနားမှာမျက်နှာငယ်အဲ့ငါဖခင်မဟုတ်ငါလိုက်တဲ့ခေါင်းဆောင်တွေငါတက်တဲ့ဖခင်ကြောင့်အဲ့ grace မဟုတ် Where is the God of Elijah Where is the God of Elijah Hallelujah တင်ဘွားကဟိုးအောက်ကနေတုံမြနေအကြီးကျယ်ဆူတောင်းဆက်ကပ်ပြီးတက်လာဖို့မဟုတ်တင်ရဒီဖြာဒိတ်ကိုယူပြီးအဲ့ထဲမှာရှောက်လန်းဖို့ဖြစ်တယ် Hallelujah Hallelujah ကျမ်းစာကပြောတယ် partaker of my grace Your grace မဟုတ် my grace partaker of my grace ငါ grace ကိုဆက်ဆံနေသူတွေငါ grace ကိုဆက်ဆံနေသူတွေအဲ့ဒီ grace ကိုဆက်ဆံတဲ့ partaker ရဲ့ grace စကားလုံးမှာ synchronos လို့ခေါ်တယ် SGY sorry SYG KOINONOS ရေးတာအကြကြီးပဲကျွန်တော်ကတော်တော်လေး SYG KOINONOS synchronos အားလုံးပြော synchronos synchronos ရဲ့အဓိပ္ပာယ်က partaker ပဲမဟုတ်ဘူး तू က active partaker သင်တို့က miracle maker ရဲ့ partaker တွေသင်တို့ဒီ church ရဲ့ဝိညာဉ်ခေါင်းဆောင်တွေရဲ့ partaker တွေကျွန်တော်တို့ဘုရားကျောင်းတပတ်တရက်အတူတူတက်တဲ့နေရာပဲတူလို့မရအောင်အဲ့လောက်မှာပဲကျွန်တော်တို့က connect မိလို့မရအောင်သူဒီတပတ်လုံး9နိုင်ငံသွားရင်ငါဘာလို့မြို့တစ်မြို့မှာချောင်ပိတ်သင် business ကသူ့အပေါ်ကဘိတ်တိတ်ကနိုင်ငံများစွာမှာသွားမိတ်ဆက်တယ်သင်ပေါ်ကဘိတ်တိတ်သင်ရဲ့ business သင်ရဲ့ product သင်လုပ်ငန်းတွေကနိုင်ငံများစွာကိုအပတ်တိုင်းမှာနောက်နိုင်ငံတကာသင်ရဲ့လုပ်ငန်းကိုသိရလိမ့်မယ် synchronos they are active partaker
ဒီဘက်စပြီးတော့တင် active partaker အနေနဲ့သွားမယ်လမ်းမှာလူနာတွေ့တင်ဆူတောင်းမယ်ဘာဖြစ်လို့လဲ active partaker အဲ့ဒီ grace ကိုတင်ဆက်ဆံထားတယ်ငါတက်တဲ့ church ကအနာငိမ့်တယ်ငါလိုက်တဲ့ခေါင်းဆောင်ကအနာငိမ့်တယ်ငါသူ့ရဲ့ဘိတ်သိက်သူ့ရဲ့ grace ရဲ့ active partaker single no nos ဒါကြောင့်လူနာတွေ့မနေနိုင်ဘူးတင်လူနာတွေ့မနေနိုင်တော့ဘူး hallelujah hallelujah amen တင်အိမ်တွေ့မနေနိုင်ဝယ်လိုက်မယ်လေဘာခါရှန်ဒလာဘာဟာအလူဝဲထဲစရာတွေ့ရင်မနေနိုင်တော့ hallelujah ကျွန်တော်အဲ့ဒီ grace ရဲ့ active partaker ကျွန်တော်တို့ကတေးသေးမွားမွားပေးတဲ့ပုံကိုယ်တွေမဟုတ်တခြားကြောင့်မို့ကျွန်တော်တို့မနေနိုင်ဘူးကျွန်တော် connect လုပ်ထားတဲ့ grace ကြောင့်အဲ့ဒီ grace ကများစွာထည့်တဲ့အတွက်ကျွန်တော်တို့ကများများထည့်တယ်တင်ရအဲ့ဒီ grace အောက်မှာရှိတယ်အားကြောင့်တင်ဒီနေ့ထည့်လိုက်တဲ့ငွေတွေတင်ဘာမှစိတ်ပူပန်စရာမလိုတင်ရအဲ့ဒီ amount တွေထဲမှာသွားနေရမဟုတ်တင်ပေးခြင်းတဲ့အချိန်တိုင်းမှာများစွာပေးရတော့အခွင့်တင်ရှိတယ် hallelujah ဒီ church က million နဲ့ချီထည့်မဲ့ပုံကိုယ်တွေဒီထဲမှာရှိတယ် million နဲ့ချီထည့်မဲ့ပုံကိုယ်တွေလေဘာခါရှိုလိုမိုစာတာဘာဟာယာ hallelujah အားလုံးပြော cinco nonos ပြော active partaker amen amen တရား active partaker ဖြစ်လိမ့်မယ် amen သင် connect လုပ်တဲ့ grace ကအထူးတန်းမှာရှိရင်သင်အထူးတန်းမှာရှိလိမ့်မယ်သင်ဘယ်နာမှမျက်နှာငယ်စရာမရှိဘူးအဲ့ဒါအားလုံးယေရှုနာမနဲ့ဖြတ်စည်းတယ်သင်သွားတဲ့လမ်းမှာအဲ့ပုံစံလာပိတ်ထားရင်သင်ဖယ်လိုက်တော့ဒီ church ကလူတွေအားလုံးကောင်းချီးပေးတယ်အဲ့ဒီ grace ကို distribute လုပ်တယ် grace ကို distribute လုပ်သင်ပေါ်မှာရှိပါစေ hallelujah မျိုးစိတ်များစွာကျဲတဲ့ grace သင်ပေါ်မှာရှိပါစေအိမ်တွေကိုကျဲနိုင်မယ်ကားတွေကိုကျဲနိုင်မယ်ခါနာပါလာဘာရှာလာမနိုင်ငံတကာကိုပြန်ပြီးမျိုးစိတ်ကျဲတဲ့ grace သင်တို့ပေါ်မှာရှိပါစေ amen yeah သင်ခုရောက်နေတဲ့နေရာအဲ့ grace ထဲမှာသွားတဲ့သူတွေကျွန်တော်ခုမလေးရှား ministry တွေမလေးရှားခေါင်းဆောင်တွေစပြီးတော့ကျွန်တော်ကားတွေဝယ်ပေးတယ်နော်မြန်မာမဟုတ်မလေးရှား hallelujah ဘာကြောင့်လဲ grace ကို distribute ကျွန်တော်တို့ grace ကတည်တည်လေးမဟုတ်ဒီ church မှာရှိတဲ့ grace ကတည်တည်လေးမဟုတ်ဒီကောင်မောင်နှမများအိမ်ဝယ်ရတာတအားကြရင်ဒီနေ့ဆူတောင်းခံတဲ့ပိတ်တွေကတအားမြန်စီမယ်ဒီနေ့ဒီခမ်းမထဲမှာတင်အရန်လင်မြန်လိမ့်မယ်အဲ့ဒါအရင်တော့ကလည်းဆူတောင်းခံသေးတယ် no revelation အရေးကြီးတယ်ဗျာဒိတ်တော်ကိုခံ၍ငါလက်တင်တော်အဖြစ်ဗျာဒိတ်တော်ကအရေးကြီးတယ်ဗျာဒိတ်တော်ကိုခံ၍ငါလက်တင်တော်အဖြစ်သင်၌ဘုရားသခင်အပ်ပေးတော်မူသောဆုကျေးဇူးကိုမပြုစုပဲမနေနဲ့နောက်ဆုံးဆင်ရတော့သင်ပြုစုရတော့မယ်သင်အဲ့ဒီ fire ကိုတောက်နေအောင်လုပ်ရတော့မယ်ရေတွေဝယ်တဲ့ fire အိမ်တွေဝယ်တဲ့ fire ကားတွေဝယ်တဲ့ fire အလူငွေထဲတဲ့ fire လူတွေကိုများစွာပေးကမ်းတဲ့ fire သင်ထဲမှာမီးရှာတောက်နေလိမ့်မယ်Oh la bashanda baha. Hallelujah. Hallelujah. I am active partaker. Hallelujah. ဘုရားရဲ့ grace က silent partaker လုပ်လို့မရငါတိတ်တိတ်လေးပဲ connect လုပ်ထားရဆိုတာမရှိတိတာနေလိမ့်မယ်သင်ဖြတ်လျှောက်သွားနေဟိုကသင်ကိုတန်းသိလိမ့်မယ်ဘေး church တက်လဲမေးစရာမလိုတန်းသိလိမ့်မယ် American maker ရမလားသင်သုံးတဲ့ language ကိုနားထောင်တာနဲ့မင်းဆရာဂျောရှွာကြီးတရားဟောကြားနားထောင်တယ်မလားသင်က active partaker တိတာနေလိမ့်မယ်သင် with the fashion ကိုကြည့်တာနဲ့တော့နင်းမင်း American maker ထင်တယ်သင် with the fashion ကိုကြည့်တာနဲ့တင်သင်ဖြတ်လျှောက်သွားတဲ့ရင်မွေးအနံ့ရရတယ်ဟုတ်မင်း American maker လာဖြစ်လောက်တယ် In the name of Jesus Hallelujah ငါသာတဲ့နဲ့ထာဝရဘုရားကောင်းကြီးပေးတော်မူသောလေရဲ့အမွေးချိုင်နဲ့တူတယ် Hallelujah ပြစင်ကိုနိုနိုစ်ပြ active partaker Amen Hallelujah ဘေးနာသူပြော2မိနစ်လောက်ခဏထိုင်အောင်ရှန္ဒဘာ Hallelujah တင်အတက်ကြွဆုံး grace ကိုဆက်ဆံတဲ့ထဲမှာအတက်ကြွဆုံးတခါလေသင်ကြည့်သင်လက်ကုပ်ထီတာတက်ကြွတယ်အာမင်ထူတာတခါလေသင်မတ်တရက်လာလဲတချို့ဆိုဘယ်မှာမှမတက်ကြွတ
ဒါပေမဲ့သင်အသက်ကြွဆုံးဖြစ်စေခြင်းတဲ့နေရာ grace ကိုဆက်ဆံတဲ့နေရာအသက်ကြွဆုံးက grace မှာ hallelujah amen ဒီငါတို့ ministry ကအေဝင်ကလေးလုံးနေပြီကဘာတဝမ်းလုံးနေအဲ့ဒီမှာအတစ်အဖြစ်ဆုံးသင်ဖြစ်ပါစေရကျွန်တော်တို့မကြခင်ယူရိုပမှာစပိန်မှာဘောလုံးကွင်းမှာခရုစိတ်လုံးမှာဒီထဲမှာ active party ကရှိလားမသိဘူး okay ဘာလို့ကျွန်တော်တို့စပိန်ထိလို့ရလဲစပိန်ကလူတွေကျွန်တော်တို့အခုသွားလုံးမဲ့ level သူတို့မလုံနိုင်တော့ကျွန်တော်တို့ကူဝေးရတာ hallelujah ကျွန်တော်တို့ငားတဲ့ကွင်းကိုသူတို့မငားနိုင်ဘူးကျွန်တော်တို့ငားမဲ့ sound system သူတို့မငားနိုင်ဘူးကျွန်တော်ဝင်ငားပေးရတယ် hallelujah တရားအဲ့ဒီ grace ထဲမှာရှိတဲ့သူတရားအဲ့ grace ထဲမှာရှိတဲ့သူတရားသင် business အတွက်တိုက်ခန်းတစ်ခန်းငါဖို့အရင်ခေါင်းကိုက်နေလားတရားသင်ရဲ့ business လုပ်ဖို့အတွက်အခန်းလေးတစ်ခန်းကိုသင်ကြည့်ပြီးဒီလောက်ကျင်းတာတော့သင်တအားကျယ်တယ်လို့ခံစားနေလားသင်ပြန်ပြင်လိုက်ငါခေါင်းဆောင်ဘောလုံးကွင်းငါတာတော့မှရန်ကုန်မှာမဟုတ်စပိန်ထိစပိန်ဆိုတာအားကစားမှာနာမည်ကြီးတဲ့နိုင်ငံ hallelujah hallelujah la makashanda baha amen ကျွန်တော်မနေ့ညနေဖုန်းဆက်တယ်ကျွန်တော်နဲ့အတူကျွန်တော်ပြီးခဲ့တဲ့ cruise ဒီဆူတောင်းမှာကျွန်တော်အားလုံးရဲ့ business အတွက်ဘုရားခင်သင်တို့ business ကို Italy Milan ထိသင်တို့ရဲ့ business ကို Italy ထိတိုးချဲ့စေပဲဘယ်နှယောက်မှတ်ပြီလဲဆူတောင်းတာကျွန်တော်မနေ့ညကဖိတ်လာတဲ့ Italy Milan မှာဘောလုံးကွင်းမှာ crusade လုပ်ချင်လို့Hallelujah. Think grace တော့ကျွန်တော်မသိဘူး my grace ကတော့ဒါအမြန်တယ်အဲ့ grace ကို distribute လုပ်တယ်ဒီတဲ့သင်ပေါ်မှာရှိပါစေတော့သင်ပေါ်မှာရှိပါစေတော့အဲ့ဂျေဇုတော်သင်ပေါ်မှာရှိပါစေတော့လေဘာခါဘာလာဘာယာ Hallelujah. Hallelujah. Reba sota kabaya. Amen. Amen. ရသင်ပေါ်မှာရှိပါစေတော့သင်ဆိုင်တဆိုင်ဖွင့်မှုဒီခန္ဓာကျဲတယ်မြင်နေလားနော်သင် grace ကအဲ့လောက်မသိဘူးသင်ပြန်ကြည့်ခိုင်းနောက်တနေရာနည်းနည်းကျဲတဲ့နေရာဂျောင်လောက်မှလာပြန်အဲ့ဒါမျိုးမဟုတ်ဘူးတောင်ထိတ်နိုင်တီတော်မျိုးမကွယ်နိုင်အဲ့နာမဟုတ်ဘူးဒီဘက်မှာ hallelujah ကျွန်တော်လောက်ခဲ့ပြီကျွန်တော်အေယာဝတီတိုင်းထဲမှာလောက်ခဲ့ပြီနေရာဆုံးဂျောင်ထဲအထိသွားပြီးကျွန်တော်လောက်ခဲ့ပြီအခုကျွန်တော်တို့တောင်ထိတ်နိုင်တီတော်မျိုးမကွယ်နိုင်ဖခင်ကဘာတဝမ်းကိုဆေလွတ်တဲ့ grace ကိုစပေးပြီးကဘာတဝမ်းကိုသွားခွင့်ရမယ်ပြောက်ကဘာတဝမ်းကိုသွားခွင့်ရမယ်ပြောက်ငါ brand ဘာ brand မရှိတဲ့ဒီနေ့မှာ brand တကူကိုစငါ brand ဘာ brand မရှိတဲ့ page တကူတော့ဖွင့်လာလိုက်သင် brand ယုံကြည်ခြင်းနဲ့ဆူတောင်းပြီးတော့ဖွင့်လာသင် brand ကဘာအသိပဲသင် brand ကဘာအသိပဲသင်နာမည်ကဘာအသိပဲသင်နာမည်ကဘာတဝမ်းသိခွင့်ရမယ်ယေရှုနာမနဲ့ကောင်းချီးပေးတယ်အဲ့ဒီယေရှုတော်သင်တို့ပေါ်မှာရှိပါစေငြိမ်သက်ခြင်းသင်တို့ပေါ်မှာရှိပါစေယေရှုတော်နဲ့ငြိမ်သက်ခြင်းသင်တို့၌ရှိပါစေတော့ in the name of Jesus Woo Hallelujah သင်မြန်ဖို့လို့လေလွန်ခဲ့တဲ့တနစ်ကျော်က prophet Hubert Angel ကျွန်တော် prophet ပြုတယ် German will listen to you Western world will listen to you အနောက်နိုင်ငံတွေကမင်းအတန်နားထောင်ဂျာမနီကနားထောင်ကျွန်တော်အဲ့လောက်တော့မြန်လားဘာဖြစ်လို့လဲကျွန်တော်အဲ့ဒါကို connect လုပ်တယ်ကျွန်တော်အဲ့ထဲမှာ active လုပ်တယ်ပြီးတော့ဘာဖြစ်လဲ India will listen to you ကျွန်တော်ဒီလာမယ့်25ရက်နေ့ကပ္ပ AG ဥက္ကဋ္ဌကျွန်တော်ဖိတ်တယ်ဒါကြောင့်ကျွန်တော် India နိုင်ငံမှာအာရှတိုက်ရဲ့အကြီးဆုံးတင်းဟုတ်ဆရာတပါ Hallelujah ပြီးတော့နောက်တနေရာစုစုပေါင်းတပတ်အတွင်းမှာလူ3သိန်းနီးပါးတရားဟောရမယ် crusade တွေများစွာ Hallelujah သင်တို့နိုင်ငံတွေတကားဖွင့်လာမယ်သင်ဆက်ဆံတဲ့ grace ကတေးသေးလေးမဟုတ်ဘူးသင်တို့က greater grace ထဲမှာရောက်နေတယ်2026ဟာ greater dimension ထဲမှာသွားမယ် greater grace ထဲမှာကျင်လည်မယ် active partaker အနေနဲ့အသက်ရှင်မယ် silent partaker မဟုတ်ဘူးအဲ့ဒီ grace ရဲ့ active အဖြစ်ဆုံး
တဲ့ဖြစ်ဆုံးတယောက်ကိုရွေးပါဆိုရင်တဲ့ရှိကိုလက်ညှိုးဝိုင်းထိုးရတယ်လက်ညှိုးဝိုင်းထိုးရတဲ့ပုဂ္ဂိုလ် Woo! Hallelujah Hallelujah Allo other time ခဏလောက်ဆုတောင်း10မိနစ်လောက်10မိနစ်လောက်ဟမ်ဒါလာဘာထိုလဘောရှာလာဘ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 ာ Hey makaraba sandalabaya sinkos nonos sinko nonos You are active partaker of my grace You are active partaker of my grace Orobo tandalaba sandel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 e Hallelujah 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 သင်တို့၌ကျေးဇူးတော်ရှိပါစေသောသင်တို့၌ကျေးဇူးတော်ရှိပါစေသောဘုရားသခင်ငြိမ်သက်ခြင်းရှိပါစေသောကျေးဇူးတော်ရှိပါစေသောလာမရှာလာဘ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 ာယာအာလာလာဘော Sunday I see fire fire everywhere This whole place is on fire fire of the Holy Ghost I see fire fire everywhere This whole place is on fire Fire of the Holy Ghost I see fire fire everywhere This whole place is on fire Fire of the Holy Ghost The Holy Ghost Holy Ghost fire Holy Ghost fire Catch the fire Fire of the Holy Ghost Woo! Holy Ghost fire Holy Ghost fire Catch the fire Fire of the Holy Ghost Holy Ghost fire Holy Ghost fire Catch the fire Fire of the Holy Ghost Holy Ghost fire Leko barasandaba Catch the fire, fire of the Holy Ghost. The Spirit of the Lord is moving here Can you feel the atmosphere I say It is the fire of the Holy The Spirit of the Lord is moving here. Something big is about to happen Must be a change. Here is the fire of the Holy Ghost Holy Ghost fire, Holy Ghost fire, catch the fire, fire of the Holy Ghost. Holy Ghost fire, Holy Ghost fire, Catch the fire fire, fire of the Holy Ghost. It's dropping It's dropping To everywhere, baptize them with the Holy Ghost. Fire, fire, fire. It's dropping down to everywhere, baptize them with the Holy Ghost. Fire, fire, Hey! fire. It's dropping mantle It's dropping down to everywhere, baptize them with the Holy Ghost. Fire, fire, Hallelujah Yeah, I receive All of you, I receive mantle Yeah, I receive mantle Amen Occupy လုပ်တဲ့ mantle သင်တို့ပေါ်မှာရှိတယ်အားလုံးခဏလောက်ပြန်ထိုင်ရအောင်အားလုံးခဏလောက်ပြန်ထိုင်ရအောင်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19အခန်းငယ်73ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19အခန်းငယ်73 Hallelujah ထိုအတန်ကိုအေလိယသည်ကြားလျင်မျက်နှာကိုဝတ်လုံနဲ့ဖုံးအုပ်လျက်ထွက်၍ဥမင်ဝ၌ရက်နေ၏ ရပြီအေလိယဘာဖြစ်လဲအေလိယကယေဇဗေလလိုက်တက်လို့သူထွက်ပြေးတယ်တရက်မှာ
တောထဲမှာသူရောက်တဲ့အချိန်သူအိတ်နေတဲ့အချိန်ကောင်းကင်တမန်ကသူ့ကိုနှိုးပြီးတော့မုတ်ကျွေးတယ်အဲ့ဒီမုတ်စားပြီးတော့အေလိယရက်40ခီးသွားတယ်အေလိယအဲ့ဒီမုတ်စားပြီးမှသွားတာအဲ့ဒါသူရှာအဲ့ဒီ recipe လေးပါလေမေးတဲ့ဒီတိုင်းရက်ပေါင်း6လလိုက်ရှောင်တာတဲ့လန်တော့မှာပြတ်သွားတယ်ဒါပေမဲ့အေလိယလျှို့ဝှက်ချက်ရှိတယ်အဲ့မုတ်စားတာဒီကိတ်ကရက်40ခံတယ်အဲ့ဒီမုတ်ကိုအေလိယကိုကျွေးပြီးတဲ့ချိန်အေလိယရက်40ဘာမှမစားတော့ခီးသွားတယ်တကယ်တော့ तू အစာရှောင်တာမဟုတ်သင်တို့မသိတော့စားစရာ9နိုင်ရှိဖြစ်နေ तू စားထားတဲ့ဟာတစ်နေ့လုံးခံတာတချို့ကအတူတူလိုက်ရှောင်တော့မခံနိုင်ဘူးဖြစ်တယ်အစာရှောင်ခြင်းဆိုတာသင်ဘုရားသခင်ကိုအဲ့လိုမျိုးအဖို့ခါပြခြင်းမဟုတ်သင် grace ကိုနားလဲရမယ်အာမင် hallelujah အေလိဒန်ယေလ21ရက်ရှောင်တာ तू ဟာဗျာဒိတ်တော်ကိုသိကြလို့ तू ကကျမ်းစာကိုနားလဲတယ်ဒါပေမဲ့အခုဒီကာလဘာဆက်ဖြစ်မလဲ तू ဗျာဒိတ်ကိုသိကြတယ် तू သိချင်တဲ့အတွက် तू 21ရက်ဘုရားသခင်ရှိအဖြေကိုစောင့်တယ်ဒါကြောင့်ကောင်းကင်တမန်လာတယ်သင်အစာစရှောင်သောနေမှာစ၍ငါဆင်းလာပြီလို့မပြောသင်စိတ်ပြထမ်းသောနေမှာစ၍ငါဆင်းလာပြီဒါပေမဲ့သင်စိတ်ကပြထမ်းတာကိုတော့ဒါသိချင်တယ်ဒီကိစ္စသိချင်တယ်အာမင်သိပြီးရင်ဘယ်လိုလုပ်ဟာလေလုယာအခုသင်သိပြီသင်ကျွန်တော်သိအောင်လုပ်ပေးနေအဲ့တော့ तू ဟာရက်40ခရီးသွားပြီးတရက်မှာဥမင်လှိုင်ကောင်းတစ်ခုထဲမှာ तू ပုံနေတယ်ပုံနေတဲ့အချိန်မှာဘုရားသခင်ကသူ့ကိုတိုးညင်းသောအတန်နဲ့အေလိယမင်းဒီမှာဘာလုပ်နေလဲလို့သူ့မေးခွန်းမေးလိုက်တယ်ထိုအတန်ကိုအေလိယကြားလင်နဲ့အတန်ဘာတန်လဲဆိုမင်းဒီမှာဘာလုပ်နေတာလဲအေလိယအဲ့အတန်ကြားတဲ့ခါမှာအေလိရှဲကိုပေးမဲ့ဝတ်လုံအာမင်အဲ့ဒီဝတ်လုံကိုမျက်နှာမှာအုပ်ထားပြီးတော့အပြင်ဝင်ထွက်လာတယ်ညီကောင်မောင်နှမများထွက်ရင်ဒီတိုင်းထွက်ပေါ့ဘာလို့မျက်နှာကိုအဲ့ဒီအဝတ်ကအုပ်သေးတာလေဒီဝတ်လုံဟာတစ်ချိန်ကအေလိရှဲအားလိုချင်လို့လိုက်ခဲ့တဲ့ဝတ်လုံအေလိရှဲကစပြီးအေလိယနဲ့တွေ့တဲ့ချိန်ပထမဦးဆုံးလုပ်တာအင်ကြီးလိုက်ကင်တာသူချောင်းနေတာဒီအင်ကြီးကိုကြာပြီအဲ့ဒီဝတ်လုံကတစ်ချိန်ကအေလိယနဲ့အေလိရှဲကယော်ဒန်မြစ်ကိုရိုက်ခွဲလိုက်တာယော်ဒန်ကြီးကွဲထတယ်ဒီဝတ်လုံကထူးဆန်းတယ်ဒါ mantle ဖြစ်တယ်အဲ့တော့ mantle ကအေလိယကသူဖျားအတန်စကြားတဲ့အခါအဲ့ဒီ mantle ကိုပြန်ခြုံလာတယ်ပြန်ခြုံတဲ့ချိန်မှာဘာဖြစ်လဲထွက်၍ဥမင်ဝါ၌ရက်နေထိုအခါအေလိယသင်သည်ဤအရက်၌အဘယ်သို့ပြုလျက်နေသနည်းဟုအတန်လာ၏ဒီမှာဘာဖြစ်လဲထိုအခါအာမင်အားလုံးပြောထိုအခါသင်ပေါ်မှာဘုရားသခင်က mantle ပေးမယ် His dropping mantle everywhere 2026 ကို occupy လုပ်မဲ့ mantle church မှာဘုရားပေးတဲ့ mantle ဝိညာဉ်ခေါင်းဆောင်တွေအပေါ်မှာပေးတဲ့ mantle သူတို့အပေါ်မှာရှိတဲ့ grace သူတို့သုံးနေတဲ့ grace သူတို့ခြုံထားတဲ့ဝတ်လုံသင်မျက်နှာပေါ်ခြုံလိုက်တဲ့အချိန်မှာသင်မကြားတဲ့အတန်တွေစကြားလာတယ်သင်နားမလည်ဘူးတဲ့ revelation တွေရောက်လာတယ်အဲ့ဒီဝတ်လုံသင်တို့ပေါ်မှာ impact လုပ်လိုက်တဲ့ချိန်ရုပ်တရက်သင်ကပြန်ပြီးတော့ recall လုပ်တယ်ငါဒီနေ့ impartation ရခဲ့အဲ့ဝတ်လုံကိုပြန်စဉ်းစားတာနဲ့အတန်တွေကပြောင်းသွားလိမ့်မယ်ဒီနေ့အခုတော့အတန်တွေစပြောင်းနေပြီကြည့်ကျွန်တော်ဝတ်လုံချောင်းစပြောတဲ့ခါမှာသင်အတန်တွေစပြောင်းနေပြီ partaker of my grace ပြောတဲ့အတန်တွေစပြောင်းနေပြီသင်ခုသင်စဉ်းစားတာသင် vision နဲ့သင် ယူပါယုံတွေကဟိုလန်ဒီလန်လောက်မှမရှိဘူးဟိုနိုင်ငံဒီနိုင်ငံရှိကိုရောက်သွားပြီဘာလို့လဲသင်ကြားတဲ့အတန်ချိန်သွားပြီဝတ်လုံကသင်ကြားတဲ့အတန်ကို amplify လုပ်ပေးမယ်သင်အစတိုးညင်းသောအတန်ပဲကြားတယ်အခုကျယ်လာလိမ့်မယ်အေလိယသူသိတယ်ငါကြားတာတော်တော်တိုးတယ်တိုးညင်းစွာလာအဲ့လောက်တိုးရင်ခက်တယ်နားထောင်ရတာခုနကမိုးလေပြင်းမုန်တိုင်းလာတယ်မြေငလင်လုတ်တယ်မီးလာတယ်အားလုံးကစူညံနေတာအခုကျတော့အတန်တိုးနေတယ်အဲ့အတန်ကိုသူကဝတ်လုံနဲ့ပြန်ချက်ဒီနေ့တင်းဝတ်လုံကအတန်ပြန်ချက်ပေးနေတယ်ဘုရားသခင်ရဲ့အတန်ကိုဝတ်လုံကအတန်ပြန်ချက်ပေးနေတယ်ဟာလေလုယာသင်တန်နေစားချနေပြီသ
သင် spirit ထဲမှာအတန်တွေစရောက်လာပြီသင်ဒီနှစ်ထဲအိမ်ဝယ်လိမ့်မယ်သင် spirit ထဲမှာအတန်တွေရောက်လာဒီနှစ်ထဲသင်ကားဝယ်လိမ့်မယ်အာမင်အာမင်ယာဖျားကြောင်ရှေ့မှာကားတွေများစွာတန်းစီလိမ့်မယ်သင်တို့မိသားစုဟာဤပဲ၅စီး hallelujah hallelujah ဖျားရှင်လှုပ်တော့မယ်သင်အတန်ကိုချိန်လိုက်ပြီဘယ်ကနေဒီအတန်ရောက်လာတော့မနက်အဲ့ရနိုးတော့ဒီအတန်မချပါဘူးဒါပေမဲ့ရဲရောက်ချင်းမှာတိုးတိုးလေးစားကြတယ်ဒါပေမဲ့ man ထက်ကသင်အတန်ပြန်ချက်ပေးလိုက်ပြီ you will do greater thing သင် business ကယူရိုမှာရှိလိမ့်မယ်သင် business ကဂျပန်မှာရှိလိမ့်မယ်သင် business ကအမေရိကမှာရှိလိမ့်မယ်သင်ဝယ်တဲ့အိမ်က United States မှာရှိလိမ့်မယ်သင်ဝယ်တဲ့မြေခွက်တွေလဲခွေးတွေက United States မှာရှိလိမ့်မယ်ဂျပန်မှာရှိလိမ့်မယ်အီတလီမှာရှိလိမ့်မယ်အင်္ဂလန်မှာရှိလိမ့်မယ် China မှာရှိလိမ့်မယ် you will do greater thing you will do greater thing I will do greater thing you are partaker of my grace hallelujah partaker မှာ grace ကလုံးနောက်တစ်လုံးက meta lambano လို့ခေါ်တယ် meta lambano အားလုံးပြော meta lambanoဒါပေမဲ့ synchronos ကပါလေ active partaker partaker mental lambano ဒါပေမဲ့ဒီမှာ share သူတွေက mental lambano မဟုတ်ဘူးဒီမှာ share သူတွေက synchronos တွေ active အဖြစ်ဆုံးရုပ်တရားမသိဘူးအင်္ဂလိပ်လိုတွေသင်ထွက်လာတယ်ဘာလို့သင်ဟာ synchronos hallelujah hallelujah ရတဲ့အင်္ဂလိပ်လိုသင်အရန်ကောင်းလို့မဟုတ်ဘူးသင်ထွက်လာလိမ့်မယ်သူသင် international နဲ့အလုပ်လုပ်ဖို့ international နဲ့သင်အလုပ်လုပ်ဖို့ hallelujahသင်မကြောက်နဲ့သင်မကြောက် international လူတွေအဲ့လောက်အင်္ဂလိပ်လိုမရတဲ့အဲ့လောက်ဒီမရှိန်သွားနဲ့ hallelujah hallelujah ကျွန်တော်တစ်ချိန်ကကျွန်တော်အင်္ဂလိပ်လိုပီအောင်သင်ပေးတယ်အဲ့ပီတဲ့ဟာနဲ့ကျွန်တော်ဘင်္ဂလားဒေ့ရှ်ကိုဟောတာသူတို့မပြောင်းလဲဘူးဟုတ်ဆိုအဲ့အတန်သူတို့နားမလဲ broken မဲ့သူတို့နားလဲတာ broken နားလဲတဲ့သူက7 billion လောက်ရှိတယ်သင်မကြောက်နဲ့ဟို1 billion အောင်မပြည့်တဲ့လူအတွက်နဲ့သင်အရင်အပင်ပန်းမခံနဲ့တော့ hallelujahကျွန်တော်တို့အင်္ဂလိပ်ကကဘာတဝန်းကယ်တင်ခြင်းရနိုင်တယ်ကျွန်တော်တို့အင်္ဂလိပ်စကားလုံးနဲ့ကဘာတဝန်းကယ်တင်ခြင်းရနိုင်တယ်လေခါဘာရာဟာစင်ဒါလာဘာယာအာမင်ရအင်္ဂလိပ်လိုဟောဖို့မလန့်နဲ့တော့ဘလောက်ရောက်ရင်ဘေးဝိုင်းအခြားသောဘာသာစကားထွက်လာလိမ့်မယ် hallelujah hallelujah ဘုရားရှင်သင်ကဘာတဝန်းစေလို့မယ်ပြောငါ brand ငါနာမည်ငါကုမ္ပဏီနာမည်ကဘာတဝန်းကြားဘူးလိမ့်မယ်ကဘာတဝန်းသိလိမ့်မယ်ယေရှုနာမနဲ့ကောင်းကြီးပေးတယ် hallelujah hallelujah amen ဘုရားခင်သင်တို့ဒါကြောင့်နာမည်ပေးရင်လွယ်အောင်ပေးပါကဘာတဝန်းမှတ်လွယ်အောင်ပေးပါဘယ်နှယောက် TB Joshua သိတယ်အနောက်က Joshua ကြောင့်သိတာအရှိက TB သင်သိတာရှေ့က TB နဲ့တော့ဘယ်သူမှမသိအနောက် Joshua ထည့်လိုက်မှာကဘာအားလုံး TB Joshua အရှိက African နာမည် TB ရှိတယ်အရှိကောက်သင်အဲ့နာမည်နဲ့ကဘာမကြော်နိုင်ဘူးသင်ဘုရားရှင်ကဘာကြော်တဲ့နာမည်ဖွင့်ပြပါစေယေရှုနာမ၌ဟာလေလုယာဟာလေလုယာပြောငါကဘာကြော်မယ်ဘာဖြစ်လို့ကျွန်တော်ဒီစကားလုံးသုံးတာလဲကျွန်တော်တို့မာနကြီးတာလားကျွန်တော်မာနကြီးမှာဒါကျွန်တော်တို့ရဲ့ level ဖြစ်တယ်အာမင်hallelujah အာဗြဟံအစားအသောက်ကောင်းစားတာအဲ့ဒါမာနကြီးတာမဟုတ်အဲ့ဒါသူချွေတာစားတာ hallelujah ရှောလမုန်တနေ့မဟုတ်တနေ့လင်ကုံတော့နန်းတော်၌ကုံတော့အစားအသောက်ဟုမူကားကျမ်းစာတွေထည့်ထားတယ် no ကျမ်းစာတွေမထည့်သင့်ဘူးကျမ်းစာတွေမှာဆူတောင်းခြင်းထည့်ရမှာအစာရှောင်ခြင်းထည့်ရမှာဘယ်နဲ့ तू တနေ့လုံးစားတဲ့အစားအသောက်ကိုရေးထားတယ် no အဲ့ဒါလောကဆန္ဒမဟုတ်အဲ့ဒါ तू level ဖြစ်တယ်သင် level ရောက်လာမယ်သင် level ရောက်လာမယ်သင်ကားအကောင်းစားနဲ့ထိုးရက်တာအဲ့ဒါသင်မာနကြီးတာမဟုတ်သင်ဝေဖန်တဲ့သူကတအားနှိမ့်နေတာအာမင် hallelujah အာမင်ပြောဒီ2026อ่ะ first class နဲ့ခရီးသွားမယ်နှစ်ဖြစ်တယ်အဲ့ဒါသင် level ဖြစ်တယ်ငါပိုင်ထိုက်တော့နေနမိတ်ဒီတာယာတော့အရက်မှာကြမယ်ငါပိုင်ထိုက်တော့နေနမိတ်အိမ်သာနာကြမှာမဟုတ်တာယာတော့အရက်မှာနေရကြမှာကောင်းမွန်သောအမွေကိုငါခံရမယ်သင်ကောင်းမွန်တဲ့အမွေတွေကိုပိုင်ရမယ်ဒီဖြစ်တယ် hallelujah အတန်နဲ့ပြောင်းလာပြီ global အတန်ဖြစ်လာပြီ hallelujah
ပြောတဲ့အတန်အောင်ပြောင်းသွားပြီသင်အလုပ်တွေအားလုံးက global ဖြစ်လာမယ် You are too globally local Hallelujah Amen 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 အားလုံးခဏလောက်ပြန်ထိုင်အောင်အားလုံးခဏလောက်ပြန်ထိုင်အောင် Shalama karaba sikaraba Hallelujah 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 Thank you Jesusနိပေခန်းကြီး1အငယ်4ထဲမှာနိပေ1အငယ်4ထဲမှာထိုသို့သောအားဖြင့်လည်းအလွန်ကြီးမြတ်၍အဖိုးထိုက်သောဂတိများကိုငါတို့၌အပ်ပေးတော်မူပြီးအကြောင်းမူကားထိုဂတိများကိုအမိပြု၍သင်တို့သည်လောကီတမစ်ချင်းအညစ်အကြေးနှင့်ကင်းလွတ်သဖြင့်ဖျားပဂတိကိုဆက်ဆံရသောသူဖြစ်ကြမိအကြောင်းသည် ဖျားပဂတိ You are partaker of divine ဒီ divine ကျမ်းစာပြောတယ်သင်တို့ဒီဖျားပဂတိကိုဆက်ဆံကြတယ်သင်ကလူအလယ်မှာလူနဲ့မတူတော့ဘူးဆိုရင်သိကြတယ် You are partaker of divine Hallelujah သင်ဖြတ်လျှောက်သွားပြီသင်ကိုနေဘယ်ရလာလဲရအဲ့လိုမျိုးသင်ကအမေးခံရမယ်ဘာလို့သင်တို့နဲ့မတူကွဲထွက်နေတယ်ဘာလို့သင်ဆက်ဆံတဲ့ဟာမတူလို့အဲ့ပေါ်လူကပြောသင်တို့ဒီငါခံတဲ့ grace ကိုဆက်ဆံတယ်ငါတည်တဲ့ grace ကိုသင်တို့တည်ကြတယ်သင်တို့ကြည့်အဲ့ grace ကိုမြင်ရတယ် Hallelujah ဒါကြောင့်ဒီနှစ်မှာကျွန်တော်တို့တွေ့ရမယ်သင်ကိုမြင်ရလိမ့်မယ်သင်ဘယ်နိုင်ငံရောက်ကြည့်ရောသက်ဘယ်နိုင်ငံရောက်အဲ့ grace ကိုတွေ့ရတယ်သူအဖို့အတိုင်းပဲစီးပွားလုပ်တာအလုပ်လုပ်တာဒါတောင်စီးပွားမဟုတ်ကျွန်လုပ်တာတထေးဖြစ်သွားတယ် passport ထဲမှာရေးထားတယ်ကျွန်နဲ့ဒါပေမဲ့လုတ်ပြလိုက်တာတထေးတောင်မလုပ်ရဲတော့သင်အထက်ကနေသင်ဆက်ဆံတာ divine ကိုဆက်ဆံတာသင်ကအဲ့ဒီ nature သင်ထဲမှာအပြည့်ရှိတယ်သင်တဘာဝဖြစ်တယ်စီးပွားရေးလုပ်ရင်အောင်မြင်တာသင်တဘာဝဖြစ်တယ်သင်ကကြရှုံးတဲ့ business ကိုမလုပ်တတ်ဘူးနာမည်ပြတ်တဲ့ business ကိုသင်မလုပ်တတ်ပြောငါ try ပြီးပြီဖြစ်မလားရအဲ့ဒါမျိုးဖြစ်တယ်လူလိန်နဲ့တွေ့ပြီးပြီအလိန်ခံကျင်လို့သွားတာမြတ်ပြီးပြန်လာတယ်အဲ့သင်ဘွားဖြစ်တယ်ဆိုတော့ you are partaker of divine သင်ကရှုံးနေခြင်းကိုဆက်ဆံတော်သူမဟုတ်ဘူးအာဒံခံရတဲ့ကြိမ်ခြင်းကိုဆက်ဆံတော်သူမဟုတ်ဘူးအမင်္ဂလာကိုဆက်ဆံနေတာမဟုတ်ဘူး you are partaker of divine you are partaker of my grace အတင်သိလိုက်တော့ငါတို့ connect လုပ်ထားတဲ့ grace ထဲမှာကြောင်ပိတ်တာမရှိဘူးစီးပွားပြတ်တာလည်းမရှိဘူးတကားမှာ bankrupt ဖြစ်ပြီးစိတ်တက်ကြလည်းမရှိဘူးကျမ်းမာရေးချူချပြီးစိတ်ုံတက်တာလည်းမရှိဘူးကျမ်းမာရေးချူချတဲ့ရုပ်လည်းနည်းနည်းမှမထွက်ဘူးသင်ကအဲ့ဒီ partaker တယောက်ဖြစ်တယ်သင်က single nonos active partaker တယောက်ဖြစ်တယ်တတိနဲ့စိတ်ုံမသွားဘူး miracle လောက်တာလွဲလို့သင်ကစိတ်ုံမသွားဘူးသင်အဲ့ဒီကလေးမှာသွားအိပ်ဖို့မဟုတ် Hallelujah Hallelujah You are partaker of divine ယေရှုမဖျားဘူးတမန်တော်12ယောက်မဖျားဘူးသင်မဖျားဘူး Amen Amen အဲ့ဒီ grace ကမဖျားလို့သင်လည်းမဖျားအဲ့ grace ကမချူကြလို့သင်လည်းမချူကြ Hallelujah ဒီနေ့သင်အောင်မြင်လိမ့်မယ်ဒီနှစ်ကသင်အလုံးဝအောင်မြင်လိမ့်မယ်တခြားကြောင့်မဟုတ်ဒီဖြာလေးကြောင့်သင်အောင်မြင်မယ်ဒီဝတ်လုံကြောင့်ဒီနေ့သင်ပေါ်မှာဘုရား mentor ပေးတယ်ဝတ်လုံပေးတယ် anointing ပေးတယ် Hallelujah Hallelujah ဒီဘာကြောင့် impartation အရေးကြီးတယ်ကျွန်တော်ကျမ်းစာတစ်ပိုက်ကိုကြည့်စေချင်တယ်ရှင်မာကုခန်းကြီး6အခန်းငယ်1မှာမာကု6အခန်းငယ်1မှာလေကိုရာဘာဟာစန်တာဘာထိုအရက်မှကြွ၍တပည့်တော်တို့သည်လိုက်ကြသဖြင့်မိမိမြို့တို့ရောက်တော်မူ၏ဆက်သွားပြီပါဥပုံနေရောက်လင်တရားစရက်၌ဆုံးမဩဝါဒပေးတော်မူ၏လူများတို့သည်ကြားနာရလင်မိန်မောတွေ့ဝေခြင်းတို့ရောက်၍ဤသူဒီဤရာတို့ကိုအဘယ်မှရသနည်းသူရသောပညာကအဘယ်ပညာသနည်းဤများလောက်သောတကိုးများကိုအဘယ်တို့ပြနိုင်သနည်း Okay နည်းနည်းကြော်လိုက်မယ်3ပြီးတော့4
ယေရှုကလည်း Okay ကြော်လိုက်မယ်ငါ မချမ်းမာတော့သူချိုးတို့ကိုအပေါ်မှာလက်ကိုတင်၍အနာကိုငိမ့်စေခြင်းမှတပါအဘယ်တကိုးတော်ကိုမြထိုအရက်၌ပြတော်မမူနာ စသွားပြီပါ6 ထိုသူတို့သည်မယုံကြည်ကြ ကြော်လိုက်မယ်စခွန်အော်ခုနှစ်ရောက်ပြီ ကျိတ်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်တော်မူပြီးမှညဉ့်ညူတော်နတ်တို့ကိုနိုင်စေခြင်းကအခွင့်ပေးလက်နှစ်ယောက်စီဆေလွတ်တော်မူ၍ ယာဆေလွတ်လိုက်ပြီယေရှုသူတို့ကိုခေါ်ပြီးတော့ညဉ့်ညူးသောနတ်ကိုနှင်ထုတ်ဖို့အနာယောဂါကိုငြိမ်းဖို့ဆေလွတ်တယ်သင်တို့လည်းဆေလွတ်တယ်ယာဒါဧဝံဂေလိဟောဖို့ဆေလွတ်တာအမေဘုရားခင်သင်တို့ကို occupy လုပ်ဖို့ဆေလွတ်တယ် financial territory ကိုသိမ်းဖို့တော့ဘုရားဆေလွတ်တယ်ဆေလွတ်တဲ့ကသူဘာလုပ်လဲအငယ်73ကိုကြည့်ပေးပါနတ်ဆိုးများကိုနှင်ထုတ်ကြမကြမ်းမမာသောသူတို့ကိုစီနဲ့လူ၍အနာကိုငြိမ်းစေကြရပြီဒီမှာထားထားပြီပါနတ်ဆိုးတွေကိုနှင်ထုတ်တယ်မကြမ်းမာတဲ့သူတွေကိုကြတော့စီနဲ့လူပြီးအနာငြိမ်းပေးတယ်စီနဲ့လူတယ်ယေရှုကျွန်တော်ထင်တာဒီတိုင်းလွတ်လိုက်တယ်ထင်တာဘေးဟုတ်မလဲစီပလင်းတွေပါထည့်ပေးလိုက်တယ်အာမင်ဟာလေလုယာသူတို့လက်မှာစီပါလာအာမင်ဟိုရောက်တော့အဲ့စီကိုလူပေးလိုက်တယ်ညီကောင်မောင်နှမများဘာကြောင့်သူတို့ impartation ယူတာလဲဟောဆိုအဲ့ဒီရဲ့ mental သူတို့လိုချင်လို့အဲ့ဒီရဲ့စီကိုသူတို့လိုချင်လို့ဟောဆိုအဲ့ဒီ impartation ကတဲ့အနာရောဂါငြိမ့်နိုင်ပြီးသားတကယ်တယ်နော်အမေဒီ impartation ကသင်ကို amplify လုပ်ပေးတာအစနတ်ဆိုးကနှေးတုံလုပ်တယ်ဒီစီဝင်လာတော့ဘုံဆိုထွက်လာတယ်အစအတန်တိုးနေတယ်အတန်မကြားတာမဟုတ်ကြားတယ်ဒါပေမဲ့တိုးနေဒါပေမဲ့ဝတ်လုံခြုံလိုက်တဲ့ခါအတန်ကျဲသွားတယ်အတန်နေရှင်းသွားတယ်ဒီနေ့ကျွန်တော်တို့သင်တို့ကောင်းချီးပေးတယ်သင်တို့ပေါ်မှာယေရှုတော်ရှိပါစေတော့ဘာလို့သင်အဲ့ဒါကို receive လုပ်တယ်လဲဘာလို့သင်ယူတယ်လဲသင်ဟာအစကတိုးတယ်အခုပိုရှင်းလာအောင်အစကနတ်ဆိုးနင်ထုတ်တာနည်းနည်းကြာနေအခုပိုမြန်သွားအောင်ဒီနေ့သင်တို့ပေါ်မှာအဲ့ဒီယေရှုတော်ကိုချိန်ညာတယ်သင်တို့ဒီနှစ်သင်တို့ရဲ့အလုပ်ဒီမြန်မာပြည်အပြင်ပတိလုပ်ငန်းတွေကျယ်ဝန်းလိုက်မယ်လက်ရဘက်လက်ဝဲဘက်ကိုတိုးပွားလိုက်မယ်သင်တို့လုပ်ငန်းကလက်ရဘက်လက်ဝဲဘက်ကိုကျယ်ပြန့်လိုက်မယ်သင်တို့ကညာတံမဲမဟုတ်ဘဲညာကိုကူးဆက်လိုက်မယ်လက်ရဘက်လက်ဝဲဘက်အားလုံးပြောလက်ရဘက်လက်ဝဲဘက်တိုးပွားလိုက်မယ်လူပဲတိုးမှာမဟုတ်နေရပါတိုးမှာလွှမ်းမိုးမှု area တွေတိုးလာမယ်ကျွန်တော်တို့လွှမ်းမိုးမှု area တွေတိုးမယ်ဥရောပတိုက်လုံးကျွန်တော်တို့ shake လုပ်မယ်အာရှတိုက်လုံး shake လုပ်မယ်လီခါရာဘာဟာဆန်ဒါဘုရားကကျွန်တော်တို့ကိုတန်း90ကျော်အတွက်ပဲခေါ်ထားမှာမဟုတ်ကျွန်တော်တို့ကို8 billion လုံးအတွက်ခေါ်ထားတယ် hallelujah 2026မှာနိုင်ငံတကာကွင်းတွေဘောလုံးကွင်းတွေကကျွန်တော်တို့အတွက်ဖြစ်တယ်ကျွန်တော်ဘောလုံးကွင်းမြင်နေပြီဆိုသင်ဘာလို့သင်ဆိုင်ကန်တသေးလေးကိုသေးတယ်လို့မတွေ့သေးတာလဲဘုရားကသင်ကိုချဲ့ပေးတော့မယ်သင်ရဲ့ business တသေးလေးဘာလို့သေးတယ်မတွေ့သေးတာလဲဘုရားချဲ့တော့မယ် hallelujah you are partaker of my grace အဲ့ grace သင်တို့ပေါ်မှာရှိပါစေတော့အဲ့ grace သင်တို့ပေါ်မှာရှိပါစေတော့ hallelujah 2026မှာ2025ကဈေးကြီးတယ်ဆိုတဲ့ဟာတွေအားလုံးကဒီနှစ်ရဲ့အသေးဆုံးနံပါတ်တွေဖြစ်လာမယ် Praise the Lord Praise the Lord အားလုံးခဏလောက်ထိုင်ပေးပါအားလုံးခဏလောက်ထိုင်ပေးပါနှုတ်ကပတ်တော့ကျွန်တော်တို့အစားပြုတော့မယ်အားလုံးအစင်သက်ဖြစ်ပြီလားမသိဘူး Hallelujah အားလုံးပဲကျွန်တော်နဲ့အတူနှစ်ပေခန်းကြီး1အခန်းငယ်2မှာနှစ်ပေ1အငယ်2မှာဘုရားသခင်ကို၎င်းငါတို့သခင်ယေရှုခရစ်ကို၎င်းတည်သောဉာဏ်အားဖြင့် Okay ရပြီတည်သောဉာဏ်အားလုံးပြောတည်သောဉာဏ်ဂရိစကားမှာ epigenosis လို့ခေါ်တယ် epigenosis epigenosis ရလားမသိဘူးအားလုံးပြောကြည့် epigenosis ဘယ်လိုပေါင်းလဲအာလုံးတင်စံခါ e ပါစောက်လုံးတင်စံခါ b ခါငယ် no နာငယ်လုံးနဲ့ချောင်းဝင် no စာလုံးစတာစစ် Okay တချို့မြန်မာလိုရေးတဲ့သူရှိတယ်ကျွန်တော်သိတယ်ဒါကြောင့်ကျွန်တော်တခါတည်းပေါင်းပေးတာ
ဟောကျွန်တော်အင်္ဂလိပ်လိုပဲပေါင်းပေး fair မဖြစ်အားလုံးပြော epignosis epignosis ဒီ knowledge ဖြစ်တယ်ဒီ knowledge ကကျွန်တော်တစ်ချိန်က knowledge သင်တဲ့အထက်မှာ full knowledge ဒီ knowledge ကဖျားသခင်ရဲ့ perfect knowledge ဖြစ်တယ်ပြီးပြည့်စုံတဲ့ knowledge အဲ့တော့အင်္ဂလိပ်ကျမ်းစာမှာဒီလိုရေးတယ်ကျွန်တော်အင်္ဂလိပ်လိုပြပေးပါကျမ်းစာမှာဒီလိုရေးတယ် grace and peace be multiplied unto you through the knowledge of God hallelujah ဖျားသခင်ကိုသိသောပညာအားဖြင့်သင်ရဲ့ knowledge သိတဲ့ပညာအားဖြင့်ပဲ grace က multiply ဖြစ်တယ်အဲ့ကျွန်တော်ဒီနေ့မှာ grace သင်တို့ပေါ်ရှိပါစေရှိပါစေသင်ပြန်တော့ပြန်သွားနေအဲ့ဘာ grace ကြီးလည်းမသိသင်မှာ knowledge မရှိရင်သင်သွားပြီအသင်သိရမယ်ငါတို့ဒီလိုလုပ်ရတော့သင် spirit ထဲမှာအဲ့ဒါမခံနိုင်တော့အောင်လောင်နေတာယေရမိဘာပြောလဲငါမဟောပဲနေပြီဟုထားတော့လဲငါမဟောပဲမနေနိုင်ဘူးဘာကြောင့်လဲနှုတ်ကပတ်တော်ကငါအယိုးမှာချုပ်တဲ့မီးကဲ့သို့ငါနှလုံး၌ဖြစ်သောကြောင့်ငါသည်အောင့်၍မနေနိုင်။ညာယေရမိအခန်းကြီး20အခန်းငယ်9မှာရေးထားတယ်။ငါအောင့်၍မနေနိုင်။သင်အဲ့လောက်ထိဖြစ်ရမယ်။သင်ဗျာဒိတ်တော်ခံရတာအဲ့လောက်အောင့်ပြီးမနေနိုင်လောက်တဲ့အထိ။တချို့ impartation ထွက်ယူတယ်ရှေ့မှာ impartation ဆူတောင်းခံတယ်။ဒါပေမဲ့သူတို့ဘာရဝမှန်းသူတို့မသိဘူး။သိလည်းမပြောဘူး။ရပြီလို့လဲသူလည်းမခံတာကျွန်တော်လည်းမခံတာရတချို့ဝิญဉ်တော်တိုးထီတာတားမြန်တယ်သူရပြီလို့တော့မသိတချို့ဆိုလဲသွားတာစုတော်မတောင်းအောင်သေးဘူးလို့တော့ထင်တယ်ဟိုဘက်လှည့်ပြီးပြန်ကြည့်တော့သူဒီတိုင်းပဲကျွန်တော်အဲ့လောက်မြန်တာမမြင်ဘူးကျွန်တော်အရင်တော့လက်တစ်ချက်ဝေ့လိုက်ပြီးမောက်သွားတယ်သူကညနေထိပြန်မထတာတွေ့ဘူးတယ်အခုကျမှဒီတယောက်ဘယ်လိုဖြစ်တာလဲအခုဟိုဘက်တောင်မရောက်သေးဘူးလှည့်ကြည့်လိုက်တာအားလုံးတန်းလုံးပြန်ရက်နေပြီဒါမှမဟုတ်သူဒုတိယတစ်ခေါက်ထိုင်ကြည့်မလို့လားမသိ Hallelujah ပြော grace and peace be multiply Hallelujah ဘာအားဖြစ်လဲဘုရားသခင်ကိုသိသောပညာအားဖြင့် epignosis အားဖြင့်အသင်ရဲ့ knowledge ဒီကျွန်တော်ပြောတာအဲ့ knowledge ဒီအပြင်ကစာအုပ်ဆိုင်မှာသင်မရနိုင်ဘူးအပြင်ကစာအုပ်တွေလောကမှာရှိတဲ့စာအုပ်တွေသင်စာအုပ်ဆိုင်ဖွင့်တိုင်းသင်ဆိုင်မပါဘူးဒါပေမဲ့ကျမ်းစာအုပ်ထဲကပြောတာတော့ပါတယ်ဒေသနာစနစ်မှာပြောလဲစာများကိုစူးစမ်း၍ဖတ်ခြင်းအမှုသည်ကိုနှောက်ယှက်သောအမှုဖြစ်၏ဒေသနာကျမ်းကပြောတာဟာလေလုယာဒေသနာစနစ်ကရတယ်ကျွန်တော်တို့ကိုယ့်အိမ်မှာပြန်ဖတ်လို့ရတယ်အရင်များသွားရင်လည်းကိုယ့်ကိုနောက်ဆက်တော့အမှုဖြစ်အဲကျွန်တော်ဒီဟာဒီဒါဖရားသခင်မှုတ်သွင်းတော်စကားဖြစ်တယ်ထိုကျမ်းစာရှိသမျှဒီဖရားသခင်မှုတ်သွင်းတော်မူသမျှအားဖြင့်ဖြစ်၍ဒါဖရားမှုတ်သွင်းတဲ့စာဖရားသခင်ရဲ့ knowledge ကအပြင်ကစာအုပ်စာပေအားဖြင့်တိုးတာမဟုတ်ဒီ knowledge အားဖြင့်တိုးတာဒီ epignosis ဉာဏ်အားဖြင့်ပဲ grace က multiply ဖြစ်နိုင်တယ် epignosis ဉာဏ်အားဖြင့် grace multiply ဖြစ်မယ်အဲကြောင့်ဒီခမ်းမထဲမှာတို့ထိုင်နေတာတို့ဘာတိုးလာလဲ epignosis တိုးလာတာအဲ့ဒီ epignosis ဉာဏ်ကြောင့် grace ကတက်လာတယ်ကျော် grace ကဉာဏ်မတိုးလာတဲ့သူမှာ grace မရှိဘူးငါလူတို့ဒီပညာနည်းသောကြောင့်ဆုံးရှုံးကြပြီနောက်ဆုံးသောကာလမှာထာဝရဘုရားကိုသိသောပညာနဲ့ပြည့်စုံကြလိမ့်မယ် Hallelujah ဒီ knowledge အဖြစ်သင်ရဲ့ grace က increase ဖြစ်တယ် grace များလာတယ်ကျမ်းစာထဲမှာတမန်တော်တွေက grace များလာတယ်တမန်တော်4အငယ်33မှာ grace များလာတယ်အင်္ဂလိပ်လိုအဲ့ဒီ grace ကိုဘယ်လိုရေးလဲဆိုတော့ great grace တဲ့အဲ့ဒီ grace ကို small grace မဟုတ် little grace မဟုတ်ဘူး no ဒီကျမ်းပိုက်ကြာပြီကျွန်တော်ကြည့်တာနော်အဲ့ဒါလည်းကြာပြီကျွန်တော်ပြောပြီးတာကျွန်တော်ရောက်သွားတာတမန်တော်433ရောက်သွားတယ်အနောက်ကလူတွေအင်တာနက်နားထောင်နေတာထင်တယ်ဘာလို့အင်တာနက်နည်းနည်းနောက်ကျတယ်
ဒီမှာဘာဖြစ်လဲထိုသူအပေါင်းတို့သည်ကြီးသောဂျေဇုနဲ့ပြည့်စုံကြ၏great grace နဲ့ပြည့်စုံတာသင်စဉ်းစားကြည့်တော်ယုံတန်ယုံ grace တောင်တော်တော်ချမ်းနေတာ great grace လာတော့ပိုချမ်းကုန်ပြီအလူငွေထည့်တာတောင်ချမ်းတယ်အရင်ကစားဝတ်နေရေးတောင်ချွေတာလားအခုကမြေပါသွားရောက်ပြီးအလူငွေလာထည့်သွားတယ်အဲ့ဒါ great grace မှာဖြစ်တာ grace ကအဲ့ level ရောက်သွားတာ hallelujah တမန်တော်လေး33မှာ grace ကကြီးသွားပြီအဲ့ဒါ grace ကဘာအဖြစ်တိုးလဲ knowledge အဖြစ်တိုးတယ်နောက်တစ်နေရာကိုကြည့်စေချင်တယ်2ပေ38မှာကျေးဇူးတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်း၌၎င်းကြီးပွားကြလော့ထိုသခင်သည်ယခုမှစ၍ထာဝရနေ့ရက်ကာလပတ်လုံးဘုန်းအသီးရှိတော်မူစေတည်းအာမင်ရပြီအင်္ဂလိပ်လိုပြပေးပါကျုပ်သိနားမလဲအာမင်ထူတာနဲတယ်အင်္ဂလိပ်လိုပြပေးပါ grow in grace အားလုံးပြော grow in grace ဒီယေရှုတော် grow ဖြစ်တယ်သင် business ဟာ grow ဖြစ်မယ်ဘာလို့ grace ကအဲ့ထဲမှာ grow ဖြစ်လာလို့ grace ကဘယ်တော့မှတနေရာထဲမှာမရက်ဘူးအဲ့ grace က grow ဖြစ်တယ်သင်တို့ပေါ်မှာတက်ရောက်သောယေရှုတော် grow ဖြစ်ပါစေကြီးထွားနေတဲ့ grace သင်တို့ပေါ်တက်ရောက်ပါစေကဘာတဝမ်းကို occupy လုပ်တဲ့ grace သင်တို့ပေါ်တက်ရောက်ပါစေ miracle များစွာဖြစ်တဲ့ grace သင်တို့ပေါ်တက်ရောက်ပါစေသင်တို့တွေ့လာကျွန်တော်နမိတ်လက္ခဏာတွေကျွန်တော်အရင်တော့လို့မရှိတော့ကျွန်တော်အရင်တော့ကတတ်သိခံချက်တပုတ်ဆိုအများကြီးမှတ်မိတယ်သင်ကျွန်တော်တောင်ကူမှာဘယ်နှခုဖြစ်ခဲ့ကျွန်တော်ဘယ်လိုပြောမလဲဘယ်နှခုနှစ်ကဟာမှန်းလဲကျွန်တော်မသိဘူးကျွန်တော်မြန်မာနိုင်ငံထဲမှာပွဲတပွဲမှာအောက်ပိုင်းတည်တဲ့သူထလန်းလျှောက်တာအယောက်90 100ရှိတယ်နားပင်းတဲ့သူတစ်ခါကြားရင်လူ150နားပင်းတာပြန်ကြားတာနောက်ဒီက grace ကတာ grow ဖြစ်နေပြီကျွန်တော်ကြည့်တယ်နိုင်ငံတကာမှာလူနာတယောက်ပျောက်သွားတာတဟောလုံးပျော်ကြတယ်ကျွန်တော်ရှိမှလူသေးရှင်မှပျော်မဲ့ပုံစံ hallelujah ဘာဖြစ်တာလဲ grace က grow ဖြစ်နေပြီအမေကျွန်တော်တို့ကဘုရားသခင်အံ့ဖွယ်သောအမှုတိုင်းအတွက်ဝမ်းမြောက်တယ်သင်စဉ်းစားကြည့်ကျွန်တော်ဆိုရင်နားပင်းတဲ့သူ150ရဲ့တက်သေးခံချက်ကိုအပုတ်တိုင်းဝါးလို့ရတာဝါးခုနတယောက်ကနှစ်40ရှိပြီမွေးကလေးကနားမကြောက်ပြန်ချပြီးကျွန်တော်ဝါးလို့ပြီးနောက်တယောက်တက်လာတဲ့2လရှိပြီနားမကြောက်ဆိုကျွန်တော်ဘလို့ဝါးလို့မလဲဝါးတာပဲဖျားပြုတဲ့အံ့ဖွယ်သောအမှုအားလုံးဝါးတာပဲ hallelujah ဖျားရှင်ကောင်းမြတ်တယ်နှစ်40လူပေါ်မှာလည်းကောင်းမြတ်တယ်2လလူပေါ်မှာလည်းကောင်းမြတ်တယ်မျက်စိကန်းတဲ့သူပေါ်မှာကောင်းမြတ်တယ်လို့ဝါးတဲ့သူပေါ်မှာလည်းကောင်းမြတ်တယ် grace က grow ဖြစ်တဲ့က miracle တွေ multiply ဖြစ်လာတယ်grace က multiply ဖြစ်တဲ့က miracle multiply ဖြစ်လာတယ်သင်တွေ့ရလိမ့်မယ်ငွေကြေးအဲ့ miracle ကိုမြင်ရတယ်လို့မျိုးငွေကြေးမှမြင်ရလိမ့်မယ်ဒီမှာရှိတဲ့သူများကျွန်တော်အရှင်တော့ကကျွန်တော်ဘဝအတွက် mountain ကြီးအဲ့ဒီ mountain ကြီးအဲ့ပမာဏကြီးကကြီးလွန်းလို့ဒီလတော့ကွာဒီဇင်ဘာဆိုပြီးတော့အခုကလာတိုင်းဖြစ်သွားတယ်mountain တွေကလာတိုင်းပဲ hallelujah အိုးတောင်ကြီးတင်ဒီဇေရုဘဗေလရှိမှညီတော်အရက်ဖြစ်ရမယ်ကျေးဇူးတော်ရှိပါစေတော့တင်တို့ရှိမှညီတော်အရက်ဖြစ်ရမယ်သင်တို့ပင်မနဲ့လို့မခံစားတော့ဒါလွယ်နေလိမ့်မယ်သင်တို့သိန်းပေါင်း1000ဟာသေးနေလိမ့်မယ်သိန်းပေါင်း9000ဟာသေးနေလိမ့်မယ်သိန်းပေါင်း1000ဟာသေးနေလိမ့်မယ်သင်တို့ရှိမှညီတော်အရက်ဖြစ်လိမ့်မယ်သိန်း1000ကိုသင်ဟာ10သိန်းပေးတော့လို့ပဲလွယ်နေလိမ့်မယ်သင်အဲ့ဒီ level ရောက်လာပြီ2026ဟာအဲ့တိုင်းရှောက်လမ်းမဲ့နှစ်ဖြစ်တယ်သင်တောင်တက်ရတာမရှိတော့အားလုံးကညီတော်ရက်ဖြစ်လိမ့်မယ်ဟူးရှာခါဘာဟာ hallelujah အားလုံးမျိုး grow in grace amen hallelujah ယောဟန်1:16မှာခဏတော့ထိုင်ပေးပါအောင်ယောဟန်1:16မှာကျွန်တော်သင်တို့အားနာတယ်ဒါပေမဲ့သင်တို့ထလာတော့လေကျွန်တော်ပြန်ထိုင်ခိုင်းရတယ်ယောဟန်1:16မှာထိုသူ၏ပြည့်စုံခြင်းမှာလည်းဂျေဇုတပါး၌ထပ်ဆင့်၍ဂျေဇုတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီဂျေဇုတပါးကနေထပ်ဆင့်ပြီးတော့တ
တနည်းအားဖြင့် Christian life ကပြန်ဆင်းတာမရှိဘူး Christian life ကအောက်ပြန်ဆင်းတဲ့ခင်မရှိဘူး Hallelujah ကျေးဇူးတစ်ပါးနဲ့ခဏပြန်ရော့မယ်ပြီးပြန်တက်မယ်ဆိုတာမရှိဘူး Christian life မှာရော့တာတက်တာမရှိဘူး Christian life ကအတက်ပဲရှိတယ် grow in grace ပဲရှိတယ် Hallelujah ကျမ်းစာပြောပြီးသားထိုးသခင်မူကတိုးပွားခြင်းရှိရမယ်ငါမူကဆုတ်ယုတ်ခြင်းရှိရမယ် grow in grace grace ကပဲတိုးလာမယ် he must increase grace and peace be multiplying hallelujah ရှခါဘာဘာဒီချီဒါကြောင့်ကျမ်းစာဒီလိုပြောတယ်အရင်တည်သောအိမ်ထက်နောက်တည်သောအိမ်ကဘုံပို့ကြည့်မယ် grace ကကျသွားတယ်ဆိုတာမရှိအဲ့ဒီ generation ကအဲ့ grace ကိုနားမလည်တာကြောင့်သာကြာတာသူ grace ကဘယ်တော့မှမကြာဒါကြောင့်အရင်ရှိခဲ့တဲ့ဘုံကဘုံရှိနောက်ဖြစ်မဲ့ဘုံကတာပြီးဘုံကြီးလိုက်မယ်သူ grace ကကြာသွားတာမရှိဘူးပိုတက်လာတယ် amen hallelujah ရှောခဘာလာဘာဘာဒါဆိုဒီမှာရှင်းမိတ်ဆွေများဒီ grace ကိုကျွန်တော်တို့ဘယ်လိုတက်မလဲဘယ်လိုများအောင်လုပ်မလဲအဲ့ grace ထဲမှာဘယ်လိုနေကြမလဲနံပါတ်1တစ်ချက် knowledge တမန်တရားကိုသိတဲ့ပညာသင်ပါဝင်တဲ့အသင်းတော်ဝိညာဉ်ခေါင်းဆောင်သင်ဆက်ဆံတဲ့ဂျေဇုတော်ကိုသင်ကနားလည်ရမယ်ဒါကြောင့်ကျွန်တော်တို့ဟာတမန်တော်တွေနဲ့ prophet တွေရဲ့အပေါ်မှာထပ်ဆင့်တည်ဆောက်တာသူတို့အားကြတဲ့သူတွေမဟုတ်သူတို့ကျွန်တော်တို့အားကြရတဲ့သူမဟုတ်သူတို့သိတဲ့ knowledge ပေါ်မှာကျွန်တော်တို့တည်ဆောက်ရတာသူတို့ကဒီ knowledge ကို9နှစ်လေ့လာခဲ့ရတယ်အဲ့ဒီ knowledge နဲ့အဲ့ဒီ grace ရခြင်းသင်ဟာသူတို့ရဲ့ knowledge ပေါ်မှာတည်ဆောက်တော့အဲ့ grace ကနေသင်ဟာစတာကျွန်တော်ဒီမှာရှေ့သူတွေဘယ်သူမှ1000 2000 5000 တသိန်းမျိုးစေ့ကျဲတာနဲ့မစသင်တို့စရလိမ့်မယ်အခုကျွန်တော်တို့ဟောတဲ့ revelation ကနေသင်တို့စရလိမ့်မယ်ဆရာဖြည်းဖြည်းစီလေ့ကျင့်နေတယ်မလုံးနဲ့သင်အဲ့ဒါလွန်ခဲ့တဲ့နှစ်20ရာ grace ကို connect လုပ်တာဖြည်းဖြည်းစီမဟုတ်ကျွန်တော်ဒါအရင်နားမလဲခဲ့ကျွန်တော်ထင်ခဲ့တာကျွန်တော်လည်းဖြည်းဖြည်းစီသွားရမယ်ထင်တာဒါပေမဲ့ဘုရားသခင်ကျွန်တော်ကြော်ခိုင်းလိုက်တယ်ဒီ grace ကိုဆက်ဆံခြင်းဆိုတာ spiritual system ကို manipulate လုပ်ခြင်းဖြစ်တယ် grace ကိုဆက်ဆံခြင်းက spiritual system ကို manipulate လုပ်ခြင်းဘာကြီးလဲ spiritual system ဆိုတာဘုရားသခင်က miracle အားလုံးကို system နဲ့လုပ်တယ်ဒါကြီး miracle ဟာဒီလိုကြီးပဲဖြစ်နေတာမဟုတ်အဲ့ဒီ miracle ဖြစ်ခြင်းရင်ကျွန်တော်တို့က system တစ်ခုတည်းကိုသွားရတယ်ဒါကြောင့်အားလုံးတွေ့လား miracle ကျွန်တော်တို့လုပ်ဖို့အတွက်အားလုံးမိမိအနာပေါ်လက်တင်ပါဘေကတို့ကျွန်တော်တို့ပြောတယ်ပျောက်ပြီဒါ system ဖြစ်တယ်အဲ့ဒီ system က miracle ရဲ့ရလက်ကအဲ့ system လာကျွန်တော်တို့ praise and worship တင်တချင်းတီးခိုင်းတယ်ဘာဖြစ်လို့အေလိရှဲကဒီတိုင်း prophet မပြုတာလဲသူ system ကို manipulate လုပ်တာသူဘာလုပ်လဲစောင်းသမားကိုခေါ်ခဲ့စောင်းသမားတီးတာနဲ့သူစပြီး prophet ပြုတယ်ဒါအေလိရှဲ miracle လုပ်တဲ့ system ဖြစ်တယ်သူဟာ miracle မလာခင်အရင် atmosphere ကို create လုပ်တာ music နဲ့ကျွန်တော် worship တင်းနေဆိုရင်တော့သူတနေ့လုံးလှုပ်တော့တယ်သူကြိုက်ပြီးတော့ကျွန်တော်ဆိုရင်ဟောနေနေတော့တဝက်ဆိုဖြုတ်ဝင်လာအာမင်အေလိရှဲတော့တယောက်ပဲရှိတယ်စောင်းသမားအဲ့တော့အေလိရှဲကဒီစောင်းသမားရဲ့ atmosphere ကို create လုပ်ပြီးမှသူ miracle စလုပ်တယ်ဘုရားသခင်ကကဘာကိုဖန်ဆင်းတဲ့အချိန်ကောင်းကင်တမန်တွေကိုတချင်းဆိုခိုင်းတယ် music တီးခိုင်းတယ်ကောင်းကင်တမန်တွေက music တွေတီးတယ်တချင်းတွေဆိုတယ်အဲ့ဒီအချိန်မှာမှဘုရားသခင်ကစပြီးတော့ကဘာကိုဖန်ဆင်းတယ်
ယောဘ38မှာပါတယ်အခန်းငယ်9-6ခွန်လောက်မှာယောဘ38 9-6ခွန်ဘုရားခင်ကမြေကြီးတိုက်မြစ်ကိုတိုင်တွေကိုထည့်တယ်မြေကြီးတိုင်တယ်တဲ့ဖေတိုင်ကဘယ်နှလောက်ထားတာလဲသင်ဘယ်လိုသိမလဲဘုရားသူတိုင်လုပ်တဲ့အချိန်ကောင်းကင်ဘက်ကနေတချင်းဆိုရတယ်လက်ကုပ်တွေတီးရတယ်ဟာလေလုယာတွေအော်ရတယ်ဟာလေလုယာအော်မှာဘုရားအနေနဲ့ကြွလာဒါမှသူအစင်စားငါဟိုနားလောက်မှာရေတခွန်ထည့်မယ်ငါဒီနားလောက်မှာတော့ငါလေကွင်းထားမယ်ဒီနားမှာတော့ငါတောင်ထည့်မယ်ဒီနားလောက်မှာမြမပြည်ထည့်မယ်ဘုရားခင်အဲ့ဒါအားလုံးဟိုကဟာလေလုယာအော်လေသူကနဲ့ idea ပေါ်လေအာမင်ဒါ miracle လုပ်တဲ့ system တွေရှိတယ်ဒါကြောင့်မလို့ယေရှုကယာဣဒုရဲ့သမီးတည်တဲ့အချိန်တပည့်တော်12ယောက်လုံးမခေါ်ပါဘူး3ယောက်ပဲခေါ်တယ်အဲ့ system ပဲ man of god ဒီမှာသူတို့ system တွေရှိတယ်12ယောက်လုံး9ယောက်ထားခဲ့တယ်3ယောက်ပဲပေတရုယာကုပ်ယောဟန်ခေါ်သွားတယ်ယာဣဒုအိမ်ဟိုအိမ်ရောက်တော့အားလုံးကငိုမဲနဲ့ယေရှုကထပြောတယ်အဲ့ဒါသေတာမဟုတ်ဘူးတဲ့အိတ်တာလို့ပြောတော့အားလုံးကလှောင်တယ်ယေရှုဘာလုပ်လဲအဲ့လူတွေအားလုံးအိမ်အပြင်ထွက်ခိုင်းတယ်အဲ့ system ဖြစ်တယ် miracle ဖြစ်ဖို့ system ရှိတယ် system ကိုသင်ဟာ manipulate လုပ်ကြတယ် miracle ကမထွက်လို့မရဒါကြောင့်ဟာနာကခလေးလိုချင်တဲ့အခါခလေးမတောင်းတော့ဘူးလဲတယ် prophet တောင်းတယ်ကိုရောတဲ့ကျမ prophet တယောက်လောက်ပါဝင်ချင်တယ်တဲ့အာမင်သူဒါလောက်လဲတဲ့ဟာကိုသင်ကိုကျွန်တော်ရှင်းပြပြီးပြီသင်တို့လဲဖို့ပဲကြံတော့တယ်အာမင်ဟာလေလုယာဟာလေလုယာကိုတော့ကျမကိုခလေးပေးပါဟိုဘက်အိမ်ကခလေးကတယောက်ပြီးတယောက်မွေးနေကျမခလေးမရဖျားခင်မပေးဘူးဟာနာလဲတယ်ဖျားအိမ်ကို तू သွားတော့ဟိုမှာအေးလီကတဲ့ဗိမာန်တော်တိုင်မှာဖျားသခင်ရဲ့အိမ်တော်တိုင်နာမှာအများတန်းတိုင်လေးမိပြီးစိတ်ညက်တယ် तू အဲ့ဒါကိုနေ့တိုင်းတွေ့တယ်နေ့တိုင်းတွေ့တဲ့အချိန်မှာသွားပြီးတော့ तू မေးတယ်ဘာဖြစ်တာလဲ तू ကြားတယ် तू သားတွေကိုဆူတာအေလီယာ तू သားတွေကိုဆူရတယ်မင်းတို့ငါသားတွေမင်းတို့မလုံးနဲ့မင်းတို့တွေအရင်မှားတယ်နော်မင်းတို့ဗိမာန်တော်လာတဲ့ဘုရားသခင်ရဲ့အိမ်တော်လာတဲ့မိန်းကလေးတွေမင်းတို့မှားတယ်မင်းတို့ယေဘရဟိတ်တွေဖြစ်တယ်ဆိုပြီးတော့မင်းတို့အသားတွေကိုလည်းမင်းတို့ကောင်းတာတွေတိန်တာတွေဘုရားသခင်ကိုပေးတော့နည်းနည်းပဲပေးတယ်ဒီလူတွေကငွေလည်းမဖြောင့်မတ်အသက်တာလည်းမတန့်ရှင်းအေလီဆုံးမနေ့တိုင်းဟာနာကြားတယ်စုတာတောင်းတာဟိုဘက်မှာပါစတာစုနေတာသူကြားတယ်ကြားတော့ဘုရားသခင်ကိုသူအကွက်တွေ့သွားတယ်အာမင်ကိုရောဒီဗိမာန်တော်ရဲ့အနာဂတ်ကိုဥဆောင်မဲ့ခေါင်းဆောင်တယောက်လောက်ကျွန်မပါဝင်ပေးပါရစေဟာလေလုယာအဖေကမြန်လိုက်တာအထဲမှာတန်းခုန်တယ်ကလေးကဟာလေလုယာတင့်ထဲမှာမီလီယံနဲ့ချီရှိတယ်တင်ရစကားလေးတစ်လုံးပြောပြီးဘယ်နေရာမှာဘာလုပ်ရမလဲပြောင်းတက်ဖို့ပဲ miracle တွေကတန်းထွက်လာတာ miracle ဘာလို့မထွက်လဲ system တွေကိုနားမလဲသေးလို့ system တွေကိုနားလဲ miracle တွေကမြန်တယ် hallelujah လွယ်လွယ်လေးပဲ system တွေနှုတ်ကပတ်တော်ဖြစ်တယ် system ကိုသိရမယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာဖယားသခင်က system နဲ့အလုပ်လုပ်တယ်ကျမ်းစာထဲမှာဗာပြောလဲဆိုမိမိရဲ့တဲ့နှုတ်ကပတ်တော်ကိုမိမိနာမထက်ချီးမြှောက်တယ်နှုတ်ကပတ်တော်ကိုနာမထက်ချီးမြှောက်တယ်သင်ကယာဝေတွေရာဖာတွေအော်တာသူသိနားမလဲကျမ်းပိုက်ပြောရင် miracle တန်းဖြစ်တယ်ဘာလို့ဆို तू ကနှုတ်ကပတ်တော်ကိုသူ့နာမထက်ပိုချီးမြှောက်တယ်ဘယ်သင်ဘလောက်ဖယားအလိုခဏလောက်ထိုင်ပေးပါဖယားတိုးထီအောင်သင်ဆုတောင်းလို့မရဘယ်မျက်ရည်ရမှာဖယားကိုမတိုးထီဒူးပဲနာကြမ်းပဲခြိုင်ဖယားမတိုးထီဖယားသင်စိတ်နှလုံးနဲ့ဆုတောင်းတဲ့အပေါ်မှာ touch ဖြစ်တဲ့ဖယားမဟုတ်သူ့ကျမ်းပိုက်နဲ့ touch ဖြစ်တဲ့ဖယားအေဖတ်တစ်စတက်မှာဘာပြောလဲဆိုရင်အေဖတ်တစ်စတက်မှာဖယားကမျက်ရည်နဲ့ touch မဖြစ်ဘူးဖယားကသင်ရဲ့လေတံအချို့ဆိုအတဟိုးကိုရောဖယားအဲ့ပေါ်မှာ touch မဖြစ်ဘူးသူလည်းလိုက်တော့ငိုကြည့်ပြီးတော့လောက်ခံနေကြတော့သူဘာပြန်လုပ်လဲလောက်ခံဒီလဲကြာရောအလုံးစုံတို့ကိုစီရင်မိမိစေတနာဤအလိုတို့လိုက်၍ကျွန်တော်အင်္ဂလိပ်လိုပြပေးပါကျမ်းစာမှာဘာပြောလဲဆိုရှင်
အောက်ဆုံးမှာ who walk all things after your prayer no သင်မျက်ရည်အပေါ်မှာ touch ဖြစ်ပြီးအဖြေပေးတဲ့ဘုရားမို့သူ့ရဲ့အလိုတော်မှာ counsel ပြန်လုပ်ပြီးဘုရားလောက်ခံပြီး तू ကလည်းပြန်အကြံယူတယ်ဘာလုပ်ပေးရင်ကောင်းမလဲဘေးပေါ်မှာလည်းသူ့ရဲ့ကျမ်းစာကိုပြန်ဖွင့်တယ် okay ဒီပိုင်းငါဒီလိုပဲလုပ်ဘုရားကသင်မျက်ရည်မှာ touch ဖြစ်တာမဟုတ်ဘူးဘလောက်မျက်ရည်မှာ touch ဖြစ် तू လည်းလိုက်ငိုရင်ငိုမှာပြောမရ तू လည်း तू သင်မျက်ရည်ထဲမှာ तू ကမျောနေမှာလောက်ခံပြီးကြတော့ကျမ်းစာပြန်လှန်တယ်ဖခင်ကနှုတ်ကပတ်တော်တိုင်းပဲလုပ်တာအဲကြောင့်ဟာနာမျက်ရည်ကြဖခင်အဖြေမပေးဘူးအမေဟာနာကျမ်းစာလှန်လိုက်တဲ့ချိန်ဖခင်မပေးလို့မရတော့ဘူးဟာလေလုယာကျော် system တွေကိုနားလေပါဒီ system တိုင်းသင်လုပ်တတ်ရင်ဖခင်သခင်မပေးလို့မရတော့ miracle ဆိုတာကျွန်တော်တို့ manipulate လုပ်လို့ရတယ်မရမကဖြစ်အောင်လုပ်လို့ရတယ် miracle ဆိုတာဖခင်သခင်အလိုရှိမရှိစောင့်မမို့အလိုရှိတာကိုနားလည်ပြီးချက်ချင်းလုပ်ဖို့ပဲ hallelujah hallelujah ဒါတဲ့ဟာ knowledge grow မဖြစ်လို့မရ knowledge grow မဖြစ်လို့မရဒီနေ့အတွင်းဘုရားဘာလုပ်မလဲမသိလို့မရသင်အရင်သိရမှာသိရင်သင်ဖြစ်အောင်လုပ်ရမှာတချို့ပြဿနာတွေဘုရားဖယ်ပေးမလားမဖယ်ပေးလားစောင့်လို့မရအောင် you shall cast out ဖြစ်တယ်သင်သိရမှာ the knowledge grow ဖြစ်ရမယ်ကျွန်တော်နံပါတ်1က knowledge grow ဖြစ်ရမယ်နံပါတ်2ကသင်ဟာအဲ့ဒီ grace ကိုသင်ဂုဏ်ပြုတတ်ရတယ်အာမင် hallelujah ဘာကြောင့်ကျွန်တော်တို့အသင်းတော်မှာဂုဏ်ပြုလဲ ministry မှာကျွန်တော်တို့စိုက်ပျိုးတဲ့ဝိညာဉ်ခေါင်းဆောင်တွေနဲ့အတူချိတ်ဆက်ထားတယ်ဘာကြောင့်လဲ grace ကိုယိုသေးရတယ်တမန်ကျမ်းစာထဲမှာရှင်မဿဲ10အခန်းငယ်40မှာဒီလိုရေးတယ်မဿဲ10:40မှာသင်တို့ကိုလက်ခံတော်သူသည်ငါ့ကိုလက်ခံ၏ငါ့ကိုလက်ခံတော်သူသည်ငါ့ကိုစေလွတ်တော်မူတော်သူကိုလက်ခံဆက်သွားပြီပါ41 prophet မျက်နှာကိုထောက်၍ဒီမှာလာပြီမျက်နှာထောက်တာမျက်နှာထောက်တယ်ဆိုတဲ့ revelation ကကျွန်တော်တို့ဒီမှာရှေ့အသင်းသားတွေနားလည်ဖို့လိုတယ်မျက်နှာကိုထောက်၍ဆိုတာသူ့အပေါ်မှာရှိတဲ့ဖျားသခင်တင်ထားတဲ့ဘုန်းနဲ့ဗိသိက်ကိုအားနာတာအာမင်လူကတဲ့အမျိုးဖြစ်မယ်တဲ့အမျိုးဖြစ်မယ်ဒါပေမဲ့ဘုံနဲ့ဗိသိက်ကတင်လာတော့အာနာပြီးဆက်ဆံရတာဟာလေလုယာလူကတဲ့ငယ်တငယ်ချင်းဖြစ်မယ်ငယ်တငယ်ချင်းမဟုတ်လို့ငယ်တငယ်ချင်းအထာနဲ့သွားပေါင်းရင်သူ့အပေါ်မှာတင်တဲ့ဗိသိက်တင်လည်းမရအဲ့တော့အဲ့ဒီ grace ကဘလို့ကူးဆက်တယ်လဲ grace ကဘယ်အချိန်မှာချိတ်ဆက်မိလဲဆိုတော့အဲ့ဒီ grace ကိုမြင်ပြီးတော့ယိုသေးတတ်တဲ့အခါအာမင်ဟာလေလုယာဒီ church ထဲမှာသင်တို့10နှစ်အတူကြီးလာတယ်လွန်ခဲ့တဲ့10နှစ်တည်းငါတို့ဘုရားကြောင့်အတူသွားလာပါ no အတူသွားလာပဲမကြည့်နဲ့သူ့အပေါ်မှာ grace က grow ဖြစ်နေပြီအဲ့ grace ကိုသင် respect မရှိရင်သင်ပေါ်မှာအဲ့ grace မရောက်လာဘူး hallelujah ကျ grace က grow ဖြစ်ဖို့ grace ကသင်မှာ manifest ဖြစ်ဖို့သင်မှာထင်ရှားဖို့ဟာအဲ့ဒီ grace ရှိတဲ့သူကိုသင်ဘလောက်ယိုသေးတယ်လဲအာမင် respect နဲ့ဆက်ဆံရတယ် hallelujah ကျ grace က respect ထားတဲ့အခါမှာဘဝမှာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့အမြဲပြောပြဦးတယ် the anointing you respect is anointing you attract သင် attract လုပ်နေတဲ့ anointing ကသင် respect ထားတဲ့ anointing ပဲဒါကြောင့်ဒါဝိဒ်ကရှောလူကိုတတ်လို့ရတယ်ဒါပေမဲ့အင်ကြီးလေးဖြဲမိတာတောင်းပန်တယ်ဘုရားကိုတော့မားတယ်တဲ့ဘာ respect မထားမိလို့သူဘာဖြစ်လို့အဲ့လောက်တောင်းပန်တာလဲသူလေးစားလို့ဖြစ်တယ်ရှောလူလေးစားတာမဟုတ်ဘူးရှောလူအပေါ်မှာတင်ထားတဲ့ဘယင်ဗိသိက်ကိုမျက်နှာထောက်တာရှောလူမျက်နှာထောက်တာမဟုတ်ဘူးဒါပေမဲ့ဘယင်ဗိသိက်ကိုမျက်နှာထောက်တာအဲ့ဒီဗိသိက်ကိုမျက်နှာထောက်ပြီးတော့ तू ဟာတက်ခွင့်ရတယ်ဘာမဆိုလုတ်ခွင့်ရပေမဲ့မလုတ်ဘူးသူ့တပည့်တွေကိုလည်းလေးစားဖို့မှားတယ်အဲ့ဒီမျက်နှာထောက်လိုက်တဲ့အချိန်တရက်မှာဘယင်ဗိသိက်ကဒါဝိဒ်ပေါ်ရောက်လာတယ်ကြောင့်ဒါဝိဒ်မျက်နှိုးတဲ့ဗိသိက်ကဒါဝိဒ်အပေါ်ရောက်တယ်ကျွန်တော်လူတော်တော်များများကဒီလောက်
ကိုပါဝင်တဲ့နေရာအသင်းတော်ကိုခေါင်းဆောင်တွေပေါ်မှာ grace ကိုတွေ့တယ်မတင်ဘလောက်မျက်နှိုးတယ်လေအဲ့ဒီမျက်နှာကိုထောက်ပြီးဘလို့ဆက်ဆံတယ်လေဘလို့ပတ်သက်တယ်လေအာမင်ကျွန်တော် grace ဆိုတာကျွန်တော်တို့ဘလို့ဆက်ဆံတယ်လေအဲ့အပေါ်မှာကျွန်တော်တို့အပေါ်ကူးဆက်တယ်အာမင်ကျွန်တော် man of God ကြီးဆရာကြီး Raymond Wing ကျွန်တော်ရဲ့ချစ်မြတ်နိုးခြင်းယိုသေးခြင်းလေးစားခြင်းအရင်တုန်းကပေးပူးတာတဲ့အဲ့ဒီယိုသေးမှုတွေကိုဒီကာလမှာပို့ပေးတဲ့အခါတိုင်းနိုင်ငံတွေတကားပွင့်ကုန်တယ်ဘာလို့တိုင်းနိုင်ငံတွေအပေါ်မှာစိုးစံခြင်းတစ်ချိန်ကအေးဝင်ကလေး crusade တွေမြန်မာပြည်အနှံ့ crusade တွေအာရှအနှံ့ crusade တွေကျွန်တော်သူ့နောက်မှာလိုက်ပြီးကျွန်တော်ယိုသေးတယ်အစီခံတယ်ဘေးအပေါ်မှာမျက်နှာထောက်လဲဆိုသူ့အပေါ်မှာဘုရားသခင်တင်တဲ့ဗိသိက်ပေါ်မှာမျက်နှာထောက်တယ်အဲ့မျက်နှာထောက်တဲ့အတွက်ပုံမှန်တာမန်လူကိုထိတွေ့ဆက်ဆံတယ်လို့ဆက်ဆံလို့မရပုံစံပြောင်းဆက်ဆံတယ်ဘာကြောင့်ဆိုတော့မျက်နှိုးလို့ဖြစ်တယ်အာမင်တာမန်လူဒီပုံစံဆက်ဆံရင်သူ့ဒီလိုမျိုးကျွန်တော်ဆက်ဆံမှာဖြစ်တယ်ဒါကျွန်တော်ရဲ့မျက်နှိုးစိတ်ယိုသေးစိတ်လေးစားစိတ်ဟာလေလုယာအဲ့ဒီယိုသေးလေးစားမျက်နှိုးတဲ့ respect ကတင်က prophet မျက်နှာကိုထောက်ပြီးကြီးနာဇရက်ကလူတွေမထောက်နာဇရက်လို့ငါတို့ဘေးအိမ်ရပါကွာလက်သမားတွေဟိုငါတို့ငယ်တော့စောပေါ်စောဘက်တွေအဲ့ဒီ grace ကတင်ပေါ်လာမှာပေါ့ဒါကြောင့်ကျမ်းစာမှာယေရှုကပြောလေအနာယောဂငြိမ်းခြင်းမှတပါးတဲ့ကြံတဲ့တကိုးမပြဘူးတဲ့ကာနမြို့မှာတော့မှရေကစပြည့်ပြောင်းတယ်ဟာလေလုယာစပြည့်ဘို့တတ်တာတယ်အာမင်သင်ဘယ်နာမှမတတ်တာဘာလို့စပြည့်ဘို့တတ်တာလဲ prophet မျက်နှာကိုထောက်တာအခုနာဇရက်မြို့ကဘာမှမတတ်တာအနာငိမ့်တာလွဲလို့ကျန်တာမဖြစ်ဘူးအနာငိမ့်တာတော့ဘုရားတနာလို့တနာချင်းဂယုနာကြောင့်ပျောက်တာအဲ့ဒီလူတွေ respect မထားဘူးယေရှုအကောင်းဆုံးတော့ဆက်ဆံတယ်တငယ်ချင်းတွေ border လို့ဆက်ဆံတာဟိုကလည်း33လေးဆိုတော့ငယ်သေးတယ်ဟာခြားတိတ်ပါကွာသူ့အဖေတော်ငါတို့သိတာဟဲ့နင့်အဖေတော်ငါသိတယ်နင့်အမေမာရိမလားဟဲ့နင့်မာရိသားလားအဲ့ခရဲကဘာ grace မလာမှာမဟုတ်နော်သူ့ပေါ်မှာဖျားတင်ထားတဲ့ prophet ဖြစ်ခြင်းကိုထောက်ပြီးတော့ဆက်ဆံရတာအဲ့ခါဘာရောက်လာလဲ prophet ရဲ့ reward ကိုခံရမယ် prophet ရဲ့အကျိုးကိုခံရတယ် hallelujah amen ကျွန်တော်တို့အမှုတော်ဆောင်တဲ့အခါကျွန်တော်တို့မောင်နှမအလိုက်မိသားစုလိုက်ဆောင်တာတင်ရကျွန်တော်တို့လောက်မခတ်ဘူးဖြစ်တယ်ကျွန်တော်တို့ကနာဇရက်မြို့တွေကမဟုတ်တအိမ်တွေက hallelujah ဟာမကျွန်တော်သိတယ် spiritual system ကို manipulate လုပ်ရတယ် hallelujah amen ဘလို့ system တွေဘလို့ manipulate လုပ်ရတယ်ဘလို့ honor လုပ်ရတယ်ဘလို့ show တရရတယ်ဘလို့လေးစားရင်ငါဘွားဘလို့ပြောင်းလဲလဲသင်ကြည့်ကျွန်တော်အမရဲ့ ministry မှာကျွန်တော်အစေခံတာဒီနေ့ထိအမေကျွန်တော်ဖခင်က reward ပေးတယ်ကဘာတဝမ်းမှာပြန်သုံးတယ်သင်လည်းရောက်လာမယ်သင်ကြတော့ပြိုင်တော့ဂျောင်ကတ်သွားတယ်ဘာလို့ကျမ်းစာပြော touch not my anointed if you touch me you are finished hallelujah hallelujah if you touch me you are finished you will finish ကနောက်ကြတယ် you are finished hallelujah hallelujah sister တွေကိုနားလေတော်သူဖြစ်ပါစေကျွန်တော်သင်ကိုဖြတ်လန်းနေသင်ပေးနေတာအာမင်တော်ထဲမှာ240မပတ်တော့အောင်သင်ကိုကျွန်တော်တခြားလမ်းနဲ့ hallelujah hallelujah ဒီ Israel ဘာဖြစ်လို့တော်ထဲမှာ240ကြာလဲတကယ်တမ်းတော့တဲ့သူတို့သွားမဲ့လမ်းကရက်ကတိုတိုလေးပဲတဲ့17ရက်သာခီးသွားမယ်တဲ့ဒါပေမဲ့240ခီးသွားဘာဖြစ်လို့လဲစစ်မှုကိုမြင်တဲ့အခါ ready မဖြစ်ရင်နဲ့အဲဂုတုပြန်มาဆိုလို့တဲ့တချို့ဆိုအဲဂုတုမပြန်အဲ့မှာမူလဲပြီးတည်တာ ready မဖြစ်လို့ကျွန်တော် system ပေးတယ်ဒီတောင်းမှမကြအောင်
ဒီနေရာမှာမကြောက်ဒီ system နဲ့တွားရင်လမ်းကြောင်းပြောင်းသွားပြီဥရောပတိုက်ကိုသွားတဲ့လမ်းရှိတယ်ကမ္ဘာတဝန်းရဲ့ global မှာ influence လုပ်တဲ့လမ်းကြောင်းရှိတယ်အဲ့လမ်းကြောင်းကိုကျွန်တော်ချပြနေတာ hallelujah multi millionaire လုပ်တဲ့လမ်းကြောင်းရှိတယ်အဲ့လမ်းကြောင်းကိုကျွန်တော်ချပြနေတာသင်ဒီနေ့လက်ခံရရှိပြီးတော့ဘဝပြောင်းပါစေ2026မှာ hallelujah woo အားလုံးမခလာတော့မတရအောင်ဟိုရာဘာစန္ဒာလာပါယာအတစ်ပါတိတ်ကများ singles nonos များဒီကမ်းပါထဲမှာရှိရလား hallelujah သင်ကိုသင်ငါ active ပါတိတ်ကအဲ့ဒီ grace ရဲ့ active ပါတိတ်ကဒီ ministry ရဲ့ active ပါတိတ်ကဒီခေါင်းဆောင်တွေရဲ့ grace အောက်မှာ active ပါတိတ်ကငါတို့ဒီ dimension ထဲမှာရှောက်လမ်းမယ်ငါ single nonos လုံးမယ် meta lambado မလုပ်တော့ဘူးငါ single nonos လုံးမယ်ဆိုရင်ကျွန်တော်ဒီအရှိမစလာပြီးတော့ဆူတောင်းခံသေးတယ်